ဒီနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာနှစ်1385ခုနှစ်ပထမဝါဆိုလာပြီးတော့3ရက်2023ခုနှစ်9လပိုင်း9ရက်ဗုဒ္ဓဟူးနေ့နေ့ခင်းအခါကာလမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပြင်စာရွှေချောင်းသစ္စာရွှေစီကျောင်းတိုက်တွင်မှာဒုတိယအကြိမ်ဆင်ရင်ကျင်းပကြတဲ့9ရက်တရားစခန်းပွဲဒီနေ့4ရက်မြောက်နေ့ရောက်နော်အချိန်လေးကတဖြည်းဖြည်းနဲ့ကုန်လာတယ်ဟုတ်လားတဝက်ကျိုးပြီနော်အဲ့တော့ဒီနေ့ကိုဘုန်းတို့ယောဂီတို့ကိုပေါ့ပေါ့ပါပါစဉ်းစားစရာလေးတရားလေးတစ်ပုဒ်ဓမ္မပဒပါဠိတော်မှာသဟတဝတ်ထဲမှာမှတ်တမ်းတင်ထားတဲ့ကုံတလကေတိထေရီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဂါထာတော်လေးနှစ်ပုဒ်ကိုနာယူမှတ်သားကြည့်ကြရအောင်နော်ယောစဂါထာတတံပါတိအနတ္တပရတင်ညိတံဧကံဓမ္မပရံတေယောယံသုတ္တဝဥပတမတိဒါကပထမဂါထာယောတဟတံတဟတေနသင်္ဃမေမာနုတေစီနေဧကင်္စသေယမတ္တနံတဝေသင်္ဃမသုတ္တမောတဲ့ဒါကဒုတိယဂါထာပထမဂါထာဖြင့်ဘာပြောတော့ဆိုတော့ယောအကျင့်ပုဂ္ဂိုလ်သည်အနတ္တပရတင်ကြီးတံအကျိုးမဲ့ခြင်းနဲ့ရှင်သောဝါအကျိုးမဲ့သောဂါထာတတံတရားမကသောဂါထာတို့ကိုဘာသည်ပြောဆိုရ၏တတထိုပုဂ္ဂိုလ်၏ဂါထာတတံထိုတရားသောဂါထာတို့သည်နာတိယောမမြတ်ယံဓမ္မပရံအကျင့်တရားနှင့်ဆက်သောစကားကိုသုတ္တဝါနားထောင်ရ၍ဥပတမတိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏ဧကံပိတခွန်းမြလေးဖြစ်သောတန်ဓမ္မပရံထိုတရားနှင့်ဆက်သောစကားသည်သာတေရောမြတ်၏တဲ့လောကမှာတချို့အများကြီးသိလို့အများကြီးနားလဲလို့အများကြီးပြောတတ်ကြတဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့ပြောလိုက်တဲ့စကားတွေဟာတကယ်အကျိုးစီးပွားနဲ့ဆက်ရှင်သလားအကျိုးရှိသွားစေသလားဆိုတော့အကျိုးရှိသွားတာတော့လည်းမဟုတ်ဘူးအနတ္တပရတင်ညိတံအကျိုးမဲ့ခြင်းနဲ့ရှင်တယ်ဝါအကျိုးမရှိဘူးပေါ့နော်အဲ့လိုအကျိုးမရှိတဲ့အကျိုးကျေးဇူးကိုမဖြစ်ထွန်းစေတဲ့စကားမျိုးဆိုလို့ရှိရင်ကြပြားတွေဂါထာတွေဖွဲ့ပြီးတော့ဂါထာ100လောက်တက်လွန်းလို့ပြောမယ်ဆိုရင်တောင်တကယ်တမ်းအဲ့ဒါဟာဘာမြင့်မြတ်မှုမှမရှိဘူးတဲ့စကားကတော့ရိုးတော့ရိုးရိုးလေးပဲဒါပေမဲ့ကြားလိုက်ရလို့ရှိရင်နှလုံးစိတ်ဝမ်းကိုငြိမ့်သွားစေတယ်အေးသွားစေတယ်အဲ့လိုနှလုံးစိတ်ဝမ်းကိုငြိမ့်အေးသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းလေးပင်ဖြစ်တော်လည်းပဲအဲ့ဒါအလွန်မှမြင့်မြတ်တယ်တဲ့စကားတခွန်းကိုကြားလိုက်ရလို့စိတ်တွေချမ်းသာသွားတယ်ငြိမ့်သွားတယ်အေးသွားတယ်ဆိုတာဘာလို့စိတ်ကငြိမ့်အေးသွားတာတော့ချမ်းသာသွားတာတော့စဉ်းစားကြည့်ရမယ်အဖြေထုတ်ကြည့်ရစိတ်ကိုပူစေတတ်တဲ့လောင်စေတတ်တဲ့ဆင်းရဲစေတတ်တဲ့ပင်ပန်းစေတတ်တဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေဒါတွေကိုနှဲပါသွားစေလို့ဒီစိတ်ကလေးကတတ်တာသွားတာချမ်းသာသွားတာငြိမ့်သွားတာအေးသွားတာပြောရင်စိတ်ကိုလောင်နေတဲ့မီးတွေကိုအဲ့ဒီကြားလိုက်ရတဲ့စကားလေးကြောင့်ငြိမ့်အေးသွားတာဟုတ်လားအဲ့ဒီစကားလေးကအဲ့ဒီမီးကိုညှိမ့်သက်ပေးနိုင်တဲ့သဘောရှိလို့ကို့မှာအပူတွေတက်တာသွားတာဟုတ်လားအဲ့လိုကိုယ့်ရဲ့စိတ်ကိုနော်ပူမှုလောင်မှုမရှိအောင်နော်ငြိမ့်အေးသွားအောင်စွမ်းဆောင်နိုင်စွမ်းရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းပင်ဖြစ်တော်လည်းပဲအဲ့ဒါဘာလို့မြင့်မြတ်တယ်တဲ့ဒါကြောင့်ဘုံဘုံတို့စကားတွေဆိုတာကိုယ်ကလည်းအမြဲတမ်းပြောနေတယ်ကိုယ်နားထဲကိုလည်းအမြဲတမ်းလိုရောက်နေတယ်ကြားနေရတယ်ဟုတ်တယ်မဟုတ်လားမပြောမဖြစ်လို့မပြောဘဲမနေနိုင်လို့ပြောကြမယ်ဆိုရင်သူများရဲ့စိတ်နှလုံးကိုငြိမ့်အေးသွားစေတဲ့စကားမျိုးကိုပဲပြောနိုင်အောင်ကြိုးပမ်းအထောက်တဲ့ဒါကကိုကပြောတဲ့အပိုင်းပေါ့နော်နားထောင်တဲ့အပိုင်းမှာလည်းပဲဘုံဘုံတို့မှာရွေးချယ်ခွင့်ရှိပါတယ်ကိုယ့်ရဲ့နှလုံးစိတ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့စကားမျိုးကိုသာရွေးချယ်ပြီးတော့နားထောင်တဲ့တယ်ဘယ်သူမှအတင်းကျပ်နားထောင်ရမယ်လို့ကိုယ့်ကိုပြောထားတာမရှိပါဘူးကိုယ့်ရဲ့ရွေးချယ်ခွင့်မှာပဲဟုတ်လားဒါကြောင့်စကားကိုပြောမယ်ဆိုရင်လည်းငြိမ်းအေးစေတဲ့စကားမျိုးကိုပြောတတ်ဖို့ပြောနိုင်မှု
နားထောင်တော့မယ်ဆိုလို့ရှိရင်လည်းငြိမ်းအေးစေတဲ့စကားမျိုးကိုပဲနားထောင်နိုင်ဖို့နားထောင်ခြင်းစိတ်ပေါက်ဖို့ဘုန်းဘုန်းတို့အားစိုက်ကြရမယ်ပေါ့ဒါကစကားနဲ့ပတ်သက်ပြီးတော့ပထမဂါထာလေးဖြင့်မြတ်စွာဘုရားပြောထားနော်နောက်ဒုတိယဂါထာကဘာပြောတော့သူကတော့နည်းနည်းလေးပို့ပြီးတော့လေးနဲ့တဲ့အပိုင်းရှိယောတဟတံတဟတေနသင်္ကာမေမာနုတေစီနေဧကင်္စဇေယမတ္တနာတဝေသင်္ကာမဇုတ်တမောယောအကျင့်ပုဂ္ဂိုလ်သည်တဟတံတဟတေနတသန်းအရေးအတွက်ရှိသောမာနုတေလူတို့ကိုဇိနေအောင်ရ၏တိုက်ရေးခိုက်ရေးကောင်းလွန်းလို့အစွမ်းတတိထက်လွန်းလို့ရန်သူတသန်းကိုသူတယောက်တည်းနဲ့ချီမုံပစ်လိုက်တာအနိုင်ရတယ်မဖြစ်နိုင်တာကြီးကိုမြတ်စွာဘုရားဥမာပေးတာလူတယောက်တည်းနဲ့တသန်းဘယ်လိုလုပ်နိုင်မလို့ဒါပေမဲ့ကင်ထားပါအောင်တော့စွမ်းလွန်းလို့နိုင်တယ်ပဲထားလိုက်ပါအောင်တော့ဟုတ်လားယောတဟတံတဟတေနသင်္ကာမေမာနုတေစီနေတော့စစ်မြေပြင်မှာလူတသန်းကိုကိုတယောက်တည်းနဲ့အနိုင်ရတယ်ယောဇာအကျင့်ပုဂ္ဂိုလ်ကတော့အတ္တနဲ့မိမိကိုယ်ကိုဝါမိမိရဲ့စိတ်ကိုဧကံတစ်ကြိမ်မျှဇေယအနိုင်ရတယ်တိတုထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင်သာသောမိမိရဲ့စိတ်ကိုမိမိကိုယ်ကိုအနိုင်ရသောသူသည်သာလျှင်ဝေစင်စစ်တကယ်ကိုပဲသင်္ကာမစုတ်တမောအောင်သူတကာထိုးထက်မြတ်တယ်တဲ့ဟုတ်လားအစွမ်းထက်လွန်းလို့စစ်မြေပြင်မှာရန်သူတသန်းကိုအနိုင်ရတဲ့လူထက်ကိုယ်စိတ်ကလေးကိုကိုတစ်ကြိမ်တစ်ခါမျှအနိုင်ရလိုက်တာလေးကအနိုင်တကအနိုင်တဲမှာအမြင့်မြတ်ဆုံးအနိုင်ပဲလို့အဲ့လိုမြတ်စွာဘုရားဟောဟုတ်လားဒါလေးကလည်းဘုန်းဘုန်းတို့စဉ်းစားစရာကောင်းတာပဲလူဆိုတဲ့သဘောကမွေးရပါဗီဇအနေနဲ့ရှင်ကျင်တဲ့သဘောလေးတွေကမာနသဘောလေးတွေကပါလာပြီးသားရှင်ကျင်တယ်ပြိုင်ကျင်တယ်ရှင်ရပြီပြန်ရပြီဆိုရင်လေသူ့ထက်သာကျင်တယ်နိုင်ကျင်တယ်ဟုတ်တယ်မဟုတ်လားအဲ့တော့သူများကိုအသာရတာတဲ့သူများကိုအနိုင်ရတာတဲ့ကိုအသာရတာကကိုအနိုင်ရတာကတကယ်စင်စစ်ကိုယ့်အတွက်ပို့ပြီးတော့အကျိုးရှိလို့အနိုင်တကအနိုင်တဲမှာကိုအနိုင်ရတာအကောင်းဆုံးလို့အဲ့ဒါလိုမြတ်စွာဘုရားဟောတာဒါလေးတွေကိုဏိကုံးပိုင်းမှာဘုံဘုံတို့ကောင်းမြတ်တဲ့စကားလေးတွေကိုဘယ်လိုရွေးချယ်ပြောမလဲဘယ်လိုရွေးချယ်ပြီးတော့နားထောင်မလဲကိုအနိုင်ရအောင်ပဲပုံကြိုးစားမလဲဆိုတာလေးကိုဏိကုံးပိုင်းမှာပြောပါအခုလောလောဆယ်တော့ဒီဂါထာနှစ်ပုဒ်ကိုဘာကြောင့်မြတ်စွာဘုရားဟောတော်မူခဲ့ရတယ်လဲဆိုတဲ့ဏိဒံဝတ္ထုလေးကိုပြောကြည့်မယ်ပေါ့နော်။ဘာကြောင့်ဒီဂါထာနှစ်ပုဒ်ကိုမြတ်စွာဘုရားဟောတာတော့ဆိုတော့မြတ်စွာဘုရားလက်ထက်ကကုန္ဒလကေတိလို့အမည်ရတဲ့ထေရီမတစ်ပါးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာ။နော်ကုန္ဒလကေတိကုန္ဒလဆိုတာနှတောင်းနော်ကေတိဆိုကေတာဆိုတာစံပင်ပေါ့နော်။နှတောင်းကဲ့သို့စံပင်ရှိတဲ့အမျိုးသမီးသူကစရင်သူဟာဘိက္ခုနီမဖြစ်လာတာမဟုတ်ဘူးသူဟာစကပရပိုက်တွေရဲ့နော်အစုံမှပရပိုက်တွေရဲ့အဝန်းဝိုင်းမှာသွားပြီးတော့ပရပိုက်မှလှုပ်တာဒါပေမဲ့စိတ်ကထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုတော့အမျက်ဆုံးပရပိုက်ပြုနေကဘယ်လိုတော့သူအမျက်ဆုံးကိုသူဟာဖြစ်ချင်အမျက်ဆုံးပရပိုက်ပြုနေရတော့တဲ့တွင်းတူးရမယ်လူတရာနီနီလောက်နေတဲ့တွင်းလေးတူးအဲ့ဒီတွင်းထဲကိုသူ့ကိုဆင်းခိုင်းနော်ခေါင်းလေးတင်ဖော်ထားမယ်ခေါင်းလေးလောက်မြုပ်တဲ့တွင်းလေးပေါ့အဲ့ဒီတွင်းပေါ်ကနေပခုံးနှစ်ဖက်ပေါ်ကိုပြင်ပြားနှစ်ချက်ခင်းနင်းထားတာသူလှုပ်လို့မရအပေါ်ကနေဘာလုပ်မဆိုသပင်ရေဆွတ်ပြီးတော့တပင်ချင်းကိုထသီးမွေးညက်နဲ့နှုတ်နော်ထသီးကလောက်ကိုကွဲထားတယ်အဲ့ဒါနဲ့တပင်ချင်းနှုတ်ဒဏ်ရာရတာပေါ့နော်ဥယျာပြားအဲ့တော့ပေါက်လာတဲ့သပင်လေးတွေကလိန်လေးတွေတွန့်လေးတွေပြန်ပေါက်လာတယ်တဲ့အဲ့ဒါကြောင့်မလို့သူ့ကိုကုန္ဒလကေတိလို့ခေါ်တာတဲ့ဟုတ်လားသူ့ရဲ့စီအထုပ္ပတ္တိသူ့ရဲ့ဘဝဇတ်ကြောင်းလေးကစိတ်ဝင်စားစရာကောင်းတယ်တကယ်ကသူကရာဇဂိုမျိုးကအလွန်ချမ်းသာတဲ့တူရီသောတထေသမီးပဲဟုတ်လားအဲ့ဒါရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကနော်သမီးတကောင်နွားတစ်ထောင်ထိမ့်သိမ်းရတာခက်တယ်ဆိုပြီးတော့ဘုံ9ဆင့်ရှိတဲ့ပြတ်သက်ပေါ်အဆောင်အကျက်တွေနဲ့ခြံရံပြီးတော့တင်ထားတာအဲ့လိုထားကမှပိုဆိုးသွားတယ်ဟုတ်လားအလုတ်တုံဆိုဒီနေ့မှာနော်အရွယ်ရှိတဲ့ခိုးသားတယောက်ကိုဘယင်ကပြစ်မှုထင်ရှားတဲ့အတွက်ကြောင့်တော့လက်ပြန်ကျိုးတုပ်ပြီးတော့တခါတည်းလမ်းစုံလမ်းကွာလမ်းလေးကွာရောက်တိုင်းရိုက်နှစ်ပြီးတော့သုတ်တန်ထုတ်တတ်ရမယ်ဆိုမိန့်ချအဲ့ဒါလူတွေလည်းယုံနဲ့တခါတည်းမြို့လေလမ်းမမှာ
အဲ့ဒါကိုပြတ်သက်ပေါ်ကနေလှမ်းပြီးတော့မြင်တယ်ဒီတထေသမီးကမြင်တဲ့အခါကျတော့ဒီတခိုးကိုမှမရရရင်သေပါမယ်လို့တာလေဟုတ်လားအဲ့ဒါနဲ့အစာဖြတ်ပြီးတော့အိတ်မိဘတွေကချစ်လွန်းတဲ့အတွက်ကြောင့်ဒီတခိုးကိုမရရအောင်ယူပေးရတယ်ဘယ်လိုလုပ်တုံဆိုတော့နော်ရာဇဝတ်ကိုထိန်းတဲ့လူတွေလက်ထိုးတယ်ဒီပြင်လူတယောက်ကိုတတ်ထားတာကိုဘယင်ကိုဒီတခိုးကိုတတ်တယ်ဆိုတာမျိုးနော်လိန်ညာခိုင်းတာပေါ့အတပြားထောင်တုံးနဲ့တခါတည်းဒီတခိုးကိုကယ်လာပြီးတော့သမီးနဲ့ပေးစားဟုတ်လားဒါပေမဲ့တခိုးဆိုတဲ့အမျိုးကလည်းပဲခိုးဖို့ပဲစိတ်ဝင်စားတယ်နော်ပေါ့နေပေါ့စားဒီဥစ္စာပစ္စည်းကိုပဲစိတ်ဝင်စားတယ်လူကိုစိတ်ဝင်စားဘူးနော်အဲ့ဒါနဲ့3-4ရက်လောက်နေတဲ့ခါကျတော့သူကအမြဲတမ်းခိုးဖို့ပဲတတ်ဖို့ပဲစဉ်းစားနေတာအဲ့ဒါဘာလို့မလုပ်ဆိုတော့ဟာဒီမျိုးသမီးကိုနော်တဏှာခေါ်သွားပြီးတော့ပစ္စည်းဥစ္စာတွေအများကြီးယူလာခိုင်းပြီးတော့တတ်ပြစ်မယ်လို့ပဲစဉ်းစားဟိုဒီလောက်ရက်ဆက်တဲ့လူရှိမလားကိုယ်အသက်သခင်ကျေးဇူးရှင်ကိုပဲဒီလိုလုပ်တဲ့လူရှိမလားလို့မထင်နဲ့တတ္တဝါဆိုတာအမျိုးမျိုးပဲဟုတ်လားအဲ့ဒါနဲ့သူကတမိုင်မိုင်တွေယောက်ျားတို့ရဲ့မာယာနဲ့ဘာလုပ်တုံဆိုတော့သူကလည်းပဲတမိုင်မိုင်တွေနေပြတယ်အဲ့ဒါနဲ့ဘာဖြစ်တုံလို့မေးတော့မျက်နှာငယ်ငယ်နဲ့ပြောတယ်တဲ့ငါအသက်မခံရဘဲနဲ့နော်လွတ်လာတာမင်းကယ်လို့မဟုတ်ဘူးဟာဘာကြောင့်လွတ်လာတာတော့အဲ့ဒီတခိုးတွေကိုပြစ်ချရာတောင်မှာတောင်ဆောင်နတ်မင်းကြီးကိုငါကဂရိပြုခဲ့တာအသက်ကိုသာရှင်းအောင်သေဘေးကလွတ်အောင်သာကယ်မယ်ဆိုလို့ရှိရင်သေဘေးကလွတ်တဲ့တနေ့လာပြီးတော့ပူဇော်ပါမယ်ပသပါမယ်လို့ငါဂရိပြုခဲ့တာအဲ့ဒါငါဂရိမတီးလို့ငါဝမ်းနေတယ်ဒါကြောင့်ငါကိုအဲ့ဒါကိုမင်းလုတ်ပေးနိုင်မလားလုတ်ပေးရမှာပေါ့နော်အဲ့ဒါနဲ့တကောကအဲ့လိုဆိုရင်အဖိုးတန်လက်ဝဲလက်စားအကုန်လုံးဝစ်စင်ခဲ့ပါရီလိုတော့နှုတ်ကနာစွမ်းနေငပြောတွေနော်ပေါက်တွေနော်ပွဲမျိုးနဲ့ရွက်ပြီးတော့အချမ်းရံနေနဲ့မြင်ထားစီပြီးတော့အဲ့ဒီတောင်ကိုသွားကြတာလူတွေအများကြီးပါလာလို့ရှိရင်သူ့ရဲ့အကြံကဘယ်လိုမှအကောင့်ထဲပေါ်လို့ရမှာမဟုတ်အဲ့ဒါမို့တောင်ချီလဲရောက်ပြီလဲဆိုရောနော်အချမ်းရံနေကိုဒီမှာပဲနေခဲ့ပါစီတို့နှစ်ယောက်ပဲလွတ်လပ်သွားကြမယ်ဒီထိလဲတတိသမီးကဘာမှမရိပ်မိဘူးအဲ့ဒါနဲ့ကြော်ပွဲလေးရွက်ပြီးတော့သွားကြတာပေါ့ဒါတောင်ထိတ်လေရောက်ပြီလဲဆိုရောမျက်နာကတန်းပြောင်းတယ်နော်အဲ့လိုဆိုရင်နတ်မင်းကြီးကိုပူဇော်ပသကြမယ်ဆိုတော့ငါနတ်မင်းကိုပူဇော်ပသရအကြောင်းမရှိဘူးတကယ်စင်စစ်တော့မင်းကိုတတ်ပြီးတော့မင်းဝစ်စားလာတဲ့ဥစ္စာပစ္စည်းတွေကိုယူဖို့ပဲဆိုတော့အလွန်အံ့ဩသွားတယ်နော်လူကိုတောင်ရနေမှာတော့ဥစ္စာပစ္စည်းဘာပြောစရာရှိလို့တော့အကုန်လုံးဟာနော်အရှင်သခင်ဟာပဲမဟုတ်လားဆိုတော့ငါဟာဥစ္စာပစ္စည်းကိုယူတဲ့နေရာမှာလူကိုမတတ်ဖဲနဲ့ယူထုံးတာမရှိဘူးတဲ့မင်းကအိမ်ရောက်ရင်ဒီအကြောင်းတွေကိုမင်းဖေမေကိုပြန်ပြောမှာဒါကြောင့်မင်းကငါမတတ်လို့မရဟာငိုယူပြီးတော့တောင်းပန်တယ်မင်းအကျယ်ကြီးငိုးမနေနဲ့တခါတည်းလက်ဝက်လက်စားတွေချုပ်ခိုင်းတယ်အဲ့ဒါမှတထေးသမီးကဟာဒါနည်းနည်းတော့ပြဿနာမဟုတ်ဘူးပေါ့နော်အဲ့ဒါ तू စဉ်းစားတယ်ပညာဆိုတာချက်ပြုတ်ကြော်လော်စားဖို့မဟုတ်ဘူးတဲ့ပညာဆိုတာခေါင်းအေးနဲ့စဉ်းစားဖို့တွေးတောဖို့ဖြစ်တယ်တဲ့ဒီစကားလေးပါတယ်နော် तू စဉ်းစားတယ်ဒီဘေးကလွတ်အောင်ငါဘယ်လိုလုပ်မလို့ပြန်စဉ်းစားတယ်နော်စဉ်းစားတော့အဖြေရတယ်အဲ့ဒါနဲ့ဒါကဘာတော့ဆိုတော့မာယာချင်းပြိုင်တဲ့ပွဲပဲလေဒီဥစ္စာကဟုတ်လားနော်မတရားဘူးဆိုတာမရှိဘူးနော်ဘယ်လိုပြောမလို့အချင်းချင်းညံကြီးပြိုင်နေတာလို့လည်းဆိုနိုင်တယ်ဟိုကလည်းလိန်ညာလှည့်စားပြီးတော့သူ့ကိုခေါ်လာတာပဲလေအဲ့တော့သူကလည်းဘာလုပ်မလို့အရှင်တဲ့ဒါအရှင်ကိုတွေ့ရတာနောက်ဆုံးတွေ့ခြင်းပဲပေါ့နော်အဲ့တော့တတ်မယ်ဆိုရင်လည်းသေဖို့ပဲရှိတယ်ဒါပေမဲ့လို့မသေးခင်လေးမှာအလွန်မြတ်နိုးရတဲ့အတွက်ကြောင့်နော်ဒီ3ချိန်ရစ်ပြီးတော့ပတ်ပြီးတော့နော်လက်အုပ်ချီပြီးတော့ကြောပရစီအလူကိုသူတို့ရဲ့ထုံးစံရှိတာဟုတ်လား3ချိန်လှက်ပတ်ပြီးတော့လက်အုပ်ချီတစ်ချိန်ပတ်လိုက်တယ်2ချိန်ပတ်လိုက်တယ်တခုကယုံကြည်နေတယ်လေ3ချိန်မြောက်ရောက်တော့ဘာလို့တုံဆိုတော့အဲ့ဒီ6ကဘာတွေကိုတွန်းချလိုက်တယ်ဟုတ်လားအဲ့ဒါလိုတွန်းချလိုက်တဲ့အခါကျတော့အဲ့ဒီတောင်ကိုစောင့်တဲ့နတ်ကအရာရာယောက်ျားတွေသာလည်းဉာဏ်ရှိတာမဟုတ်ဘူးမိန်းမတွေလည်းဉာဏ်ရှိတာပါပဲလားချီးကျူးတယ်တဲ့အဲ့ဒီနတ်ကကောင်းကြီးနုမောတာဓုခေါ်တယ်တဲ့ဟုတ်လားစာလေးတွေကရေးထားတာလေးကသူများတဲ့တတ်တာကိုဝမ်းသာတဲ့အနေနဲ့ချီးကျူးရင်တော့ဒီနတ်မှာအကုသိုလ်ဖြစ်တယ်ဒါပေမဲ့ तू ကတတ်တာကိုဝမ်းသာလို့ तू ကစိတ်ထဲကချီးကျူးတဲ့သဘောဖြစ်တာမဟုတ်ဘူး तू ကပညာရဲ့သဘောကိုပဲ तू ကချီးမွမ်းတာ
နော်ဘာဘလို့လို့ရင်ဘလို့ဖြစ်မယ်ဆိုတာကိုသိဖို့ဒီအချိန်မှာ तू ညံ့နေရင်ခုချိန်ဘာဖြစ်ပြီတော့အဲ့ဒီတခိုးသေးမှာမဟုတ် तू သေးမှာနော်ဟုတ်လားဒါရှင်ရတာပဲလေအဲ့ဒါလို့နဲ့အဲ့ဒီအမျိုးသမီးက तू အိမ်ပြန်ဖို့ဘလို့မှတတိမရှိတော့ပြန်လည်းမပြန်ကျင်တော့ဘူးရကျင်တော့ကလည်း तू ပဲရကျင်တယ်တတ်တော့လည်း तू ပဲတတ်ပလိုက်တယ်သူ့ကို तू များကနှုတ်လှန်ထိုးတာကို तू မခံနိုင်ဘူးတဲ့ရှင်းတော့ကစားအဲ့ဒီအတုံးလုံးလေးတွေကရှိတယ်ဟုတ်လားနှုတ်လှန်ထိုးတယ်တဲ့နော်ကိုမခံကျင်အောင်ပြောတာကိုဘလို့ဥမာပေးတာလှန်တယ်ထိုးတာလို့ပြောတယ်နော်ဘာလှန်နော်နှုတ်လှန်တယ်ဟုတ်လားတယောက်တယောက်နှုတ်လှန်တယ်ထိုးကြတယ်အထိုးလဲခံကြရတယ်ဟုတ်လားလောကကဒီလိုပါပဲအဲ့ဒါနဲ့ငါတော့ပြန်မနေတော့ဘူးဒီအဝတ်စားတွေကြောင့်လို့ဒီယတနာပစ္စည်းတွေကြောင့်လို့ငါအသက်ဘေးကနော်ချိန်ချောက်ခံခဲ့ရတာဒါတီတီလေးလွတ်လာတာအဲ့တော့ဒီဥစ္စာပစ္စည်းတွေကိုအကုန်လုံးချွတ်ပြီးတော့အထုတ်ပြီးတော့တစ်ပင်ချိတ်ထားခဲ့တယ်လိုချင်တဲ့လူယူတော့အဲ့တော့ခြေဥတရားလျှောက်သွားတာဒါပေမဲ့သူ့စိတ်ထဲမှာလူပောင်ကိုစွန့်လို့တဲ့သဘောပါသွားပြီနော်ဟုတ်လားဒီယတိယဟန်ဘဝတစ်ခုကိုရွေးချယ်ဖို့သူသွားတာပဲဘုံဘုံကစဉ်းစားကြည့်ပါတယ်ဒီအမျိုးသမီးလေးရဲ့နေရာကိုနေပြီးတော့စဉ်းစားကြည့်တယ်သူလောကကိုတော်တော်စိတ်ကုံသွားပုံရတယ်ဟုတ်လားနော်ထွက်သွားတာနော်အမေဒီကိုမပြန်တော့ဘူးအဲ့ဒါဘယ်ရောက်သွားလို့ဆိုတော့ခုနကပရဝိတ်တွေအကြောင်းကိုရောက်သွားတာရောက်တော့တဲ့အခါကျတော့သူ့ကိုယဟန်ပြုတ်ပေးပါဆိုတော့ဘယ်နည်းနဲ့ယဟန်ပြုတ်တာအမြတ်ဆုံးတော့အဲ့လိုပြုတ်တာအမြတ်ဆုံးတော့ခုနလိုထတိကလောက်နဲ့အညက်ခံပြီးတော့ယဟန်ပြုတ်ယဟန်ဖြစ်ပြီးသူတို့ရဲ့ပရဝိတ်ယဟန်ပေါ့ဟုတ်လားဖြစ်ပြီးဆိုတော့ဘာလို့ဆရာရှိတော့အလုတ်ကဘာလို့ရမှာတော့နော်ကတိုင်းကမ္မထန်စီးပြန်ပြီးတော့ဇံရအောင်လှုပ်ချင်လဲလှုပ်သူတို့မှလည်းအဲ့ဒီနီးတွေရှိတယ်နော်ဟုတ်လားကတိုင်းဆိုတာဘုန်းတို့ကြောက်ပါတယ်နော်ဖြူဖြူအဝိုင်းလေးလှုပ်ထားလို့ရတယ်ဟုတ်လားအဲ့ဒါလေးကိုပဲမျက်စိကကြည့်နေတယ်မမိတ်မတုံကြည့်နေတယ်စိတ်ကိုပြင်မဲ့မရောက်เสียဘူးဒီအဝန်းဝိုင်းလေးရဲ့ပြင်ဘက်ကိုစိတ်မထွက်အောင်နော်မျက်စိကလည်းဒါပဲကြည့်နေတယ်နောက်ကြည့်ပါများတဲ့အခါကျတော့သူကဒီအဝန်းလေးကဒီပုံလေးကမျက်စိမိတ်ထားရင်လေဒီအာယုန်ထဲမှာရှိနေတယ်အဲ့ဒီကြတော့အဲ့ဒီဟာကိုမကြည့်တော့ဘဲနဲ့ဒီထဲမှာရှိနေတဲ့ဟာကိုဆက်ကြည့်တော့သူအယောင်တွေပါတွေထွက်လာတယ်လို့ဆိုတယ်ဘုံတော့မလုပ်ဘူးပါဘူးစားတဲ့ဖတ်ဘူးတာပြောတာပါဟုတ်လားကတိုင်းစီးပြန်ပြီးတော့ဒါဇံရအဲ့ဒီလိုလုပ်မလားဆိုတော့ငယ်သေးတယ်အဲ့ဒါမလုပ်ဘူးဘာလုပ်မလို့ဆိုဝါဒသူတို့တရားပေါ့သူတို့ဝါဒသူတို့အယူဝါဒ1000ရှိတယ်အဲ့ဒါကိုမင်းသင်မလားဆိုအဲ့ဒါသင်မယ်ဉာဏ်ထက်မြက်တဲ့အတွက်ကြောင့်အချိန်တိုအတွင်းမှာပဲအဲ့ဒီဝါဒ1000သူ့အကုန်တတ်တယ်တတ်တဲ့အခါကျတော့သူ့ဆရာတွေကကဲမင်းတို့လက်ကလွတ်ပြီးမဲနော်ဘဝမှာကိုယ့်ဟာကိုပညာနဲ့ကိုရက်တည်လို့ရပြီအဲ့ဒါမင်းပညာပြိုင်မဲ့လူတွေ့လို့ရှင်မင်းမေးတာမဖြေနိုင်ရင်မင်းတပည့်အနေနဲ့မွေးဖို့ပဲရှိတယ်မင်းကသူမေးတာမဖြေနိုင်ဘူးဆိုရင်မင်းသူ့ဒီတပည့်ခံဖို့ပဲရှိတယ်ဆိုတော့အဲ့ဒါ तू ကအရက်ဒေတာများစွာလှဲ့လေတယ်တဲ့လှဲ့လေတဲ့အခါမှာ तू ကတပြေကလေးကင်ပြီးတော့လှဲ့တယ်အဲ့ဒီပရပိုက်မှာအဲ့ရွာတရွာဆွမ်းကံဝင်တော့မယ်ဆိုရင်ရွာထိပ်ကလမ်းမှာနော်သဲပုံလေးမြေပုံလေးပုံအဲ့ဒီတပြေကလေးကိုထိုးထားခဲ့တယ်ဒါက तू ကစိန်ခေါ်တာပေါ့ဝါဒပြိုင်ပွဲနော်ဒါကိုပြိုင်နေတယ်ဆိုရင်နှုတ်လိုက်မပြိုင်နေဘူးဆိုရင်မထိနဲ့ဟုတ်လားအဲ့ဒါဒီနေ့တော့ရှင်သာရိပုတ္တရာအဲ့ဒီရွာတဲ့ဆွမ်းကံကြွလာကလေးတွေကအဲ့ဒီတပြေကလေးဝိုင်းကြည့်နေဟဲ့ဘာတွေတော့တပြေကပါဖေ။ဘာလို့တာတော့အဲ့ဒီတပြေကဇံဘုဆိုတဲ့ပရပိုက်မကလေးကထောင်ထားခဲ့တာသူကဒီတပြေကလေးထိုင်ကင်ပြီးတော့သွားတာဆိုတော့သူ့ရဲ့နာမည်ကဇံဘုတဲ့အဲ့ဒီတုန်းကဟုတ်လားအဲ့ဒါနဲ့ရှင်သာရိပုတ္တရာအကျိုးကြောင့်သိတဲ့အခါအဲ့လိုဆိုရင်အဲ့ဒီတပြေဘက်ကိုနှုတ်ပြီးတော့ချိုးဖယ်ပစ်လိုက်ကွာလို့ပြောတယ်ဟာမလို့ရဲဘူးရှင်ဘုရားဆိုတော့ကင်မှာဖြစ်လာတဲ့ပြဿနာငါရှင်းပါမယ်နှုတ်ပစ်လိုက်ဆိုတော့ကလေးတွေကအဲ့ဒါနှုတ်ပစ်ပြီးတော့အဲ့ဒီမြေပုံလေးလည်းခြေထောက်တွေနဲ့ဗာနေနဲ့ကန်ပစ်လိုက်ကြတာပေါ့နော်ဟိုဆွမ်းကံပြန်လာတော့သူ့မြေပုံလေးကမရှိတော့ဘူးဟဲ့ဒါဘယ်သူလုပ်လဲဆိုတော့ဇေယျပုံမှာရှင်သာရိပုတ္တရာထိုင်းနေတယ်အရှင်မြတ်ကလှုပ်ခိုင်းလို့လှုပ်တာဆိုတော့ဩဒါသူဝါဒစိန်ခေါ်တဲ့လူတွေ့လာပြီဆိုတော့အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကြီးရောက်တဲ့အခါတော့ရှင်ဘုရားနှုတ်စေတာလားဟုတ်တယ်ငါနှုတ်စေတာဒါနဲ့ရှင်ဘုရားတပည့်တော်နဲ့ဝါဒပြိုင်လို့ပြိုင်ုံရှိတာပေါ့တမင်းကမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မင်းရင်မေးပါဆိုတော့သူအရင်မေးတယ်သူမေးသမျှကိုရှင်သာရိပုတ္တရာအကုန်ဖြေတယ်တဲ့ဟုတ်လားမေးစရာကုန်သွားပြီဘာမှမရှိတော့ဘူးတပလိုက်ထည့်ထားတဲ့တပါးတောင်းချင်းချင်းတာအကုန်လုံးကုန်သွားပြီမရှိတော့ပြောင်းသွားပြီပြီးပြီဒါပဲလားဆိုတော့ဒါပဲဆိုတော့အဲ့လိုဆိုရင်ငါမေးမယ်ဆိုပြီးတော့မေးတယ်တဲ့ဧကန္နာမကေတခုသောတရားဆိုတာဘာတော့လို့မေးတယ်သူမဖြေတတ်ဘူးတ
သဗ္ဗေတ္တအာဟာရထိတိကာတတ္တဝါတွေအားလုံးဟာနော်အကြောင်းတရားဆိုတဲ့အာဟာရကိုအခြေခံပြီးတော့ဖြစ်ပေါ်ကြတာအလွန်လေးနက်တဲ့အကြောင်းအရာတွေပါပဲဒါလေးကိုဘုံဘုံကစောတော့ကဒီအကြောင်းအရာလေးကိုဘုဟုတုတ္တပြောကျင်တာပေါ့နော်ဒါကဘုံဘုံတို့သာသနာတော်မှာနော်ကုမာရပညာလို့ခေါ်တယ်ကိုရင်လေးတွေငယ်ငယ်လေးတွေတည်းရစဒီဟာကိုသင်ပေးထားတာတော့ဒီဟာလေးကသမိုင်းကြောင်းရှိတယ်ဧကနာမဂိန်တစ်ခုသောတရားဆိုတာဘာလဲဒွေနာမဂိန်နှစ်ခုသောတရားဆိုတာဘာလဲတိနိနာမဂိန်သုံးခုသောတရားဆိုတာဘာလဲ30ထိမေးတာဘုဒ္ဓတဘုံမဒီမှာပြောဖို့လို့မှတ်ထားတယ်ဟုတ်လားနော်သူကဒီအကြောင်းအရာလေးကိုဘုံဘုံကတိတိကျကျဒီစာထဲကိုရှားကြည့်တဲ့အခါကျတော့သူကမြတ်စွာဘုရားလက်ထက်ကရှင်သောပါကဆိုတဲ့တာမဏေလေးရှိတယ်သူကထူးခြားတယ်ခုနှစ်သားနဲ့ယဟန္တာဖြစ်တယ်ဥပြီးတော့ထူးခြားတာကအဲ့ဒီကိုရင်လေးကိုမြတ်စွာဘုရားယဟန်ခံပေးခြင်းတာယဟန်ဖြစ်စေခြင်းတာအယဟန်ဖြစ်စေခြင်းတော့သူ့ကိုပြဿနာတွေပု္ပ္ပာတွေမေးတာကိုသူဖြေနိုင်ရင်အဲ့ဒါသူယဟန်ဖြစ်သွားပြီထူးခြားတယ်သူတစ်ပါးပဲရှိမယ်လို့ထင်ဟုတ်လားဒီပြဿနာ10ချက်မေးတာနော်တစ်ခုဆိုတာဘာလဲနှစ်ခုဆိုတာဘာလဲသုံးဆိုတာဘာလဲလေးဆိုတာဘာလဲအဲ့ဒါကိုဒီကိုရင်ကယဟန္တာနော်ယဟန္တာဆိုတော့အလွန်လေးနဲ့တဲ့ရှုတော့နေသူကဖြေတာအဲ့ဒါကိုကုမာရပညာဆိုတော့ခုတကပါဠိပါဠိတော်မှာပတ်တန်းတင်ထားတယ်အဲ့ဒီဟာကိုသူကတခုချင်းဒီဟာကိုဖွင့်ဆိုတဲ့တက္ကရာကိုကြည့်တဲ့အခါကျတော့အကြောင်းအရာတွေကအများကြီးအဲ့ဒါကိုပြောရင်အဲ့ဒါတရားတစ်ပုဒ်ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့အကျဉ်းမြင့်လေးခေါင်းစဉ်လေးလောက်တော့ယောဂီတို့မှတ်ကြည့်တာပေါ့နော်ပေါ့ပေါ့ပါပါတရားလေးတစ်ပုဒ်ဆိုဟုတ်လားအစုံမှတ်ကြည့်တာပေါ့နော်ဧကနာမဂိန်ဆိုတော့သဗ္ဗေတ္တအာဟာရထိတိကာနော်တတ္တဝါတွေကအာဟာရအကြောင်းတရားလင်နော်အခြေခံရှိကြတယ်ဒီနေရာမှာအာဟာရဆိုတာကသူကစားဝယ်အာဟာရတစ်ခုတည်းကိုရည်ရွယ်တာမဟုတ်ဘူးနော်အာဟာရဆိုတာ၄မျိုးရှိတာအဲ့ဒါကိုအကျယ်သိကျင်လို့ရှိရင်ဘုန်းဘုန်းတို့ဟောတာရှိတယ်ပုဒ္ဒမန္တုပမသုတ်တံဆိုမနေ့တိုင်းဆွမ်းစားတဲ့အခါမှာနော်ဒီအာဟာရဂဗလိကာရအာဟာရလို့ခေါ်တာပေါ့လေလက်နဲ့အလုပ်အလွေးပြုပြီးတော့စားတဲ့အစာအာဟာရအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုစိတ်နဲ့စားရမလို့သင်တာတော့ယောဂီတို့မိမိရဲ့တူရီသောသားလေးရဲ့အသားကိုတတ်ပြီးတော့စားသလိုမျိုးလို့အဲ့လိုမြတ်စွာဘုရားနှလုံးသွင်းခိုင်းတာပုဒ္ဒမန္တုပမသုတ်တံဆိုတာရှိဟုတ်လားရုပ်အာဟာရတစ်မျိုးနာမ်အာဟာရက3မျိုးအာဟာရ4ပါးရှိတာဒီနေရာမှာ तू ကအာဟာရဆိုတာကအဲ့ဒီအာဟာရတွေကိုအဓိကရည်ရွယ်တာမဟုတ် तू အကြောင်းတရားဆိုတာကိုအဓိကရည်ရွယ်တာဘာပဲဖြစ်လာတယ်ဆိုတာအကြောင်းတရားကိုအခြေခံပြီးတော့ဖြစ်လာတာနော်ပေါ့ပါတရားမပေါ်ပါပဲဖြစ်ဟုတ်လားနော်မပေါ်ပါပဲဖြစ်နေနော်ဟိုတို့ဘာပဲဖြစ်တတ္တဝါတွေဟာဘာကိုအကြောင်းတရားကိုအကြောင်းခံပြီးတော့ဖြစ်လာတာဟုတ်လားဘာလဲသမုဒယသစ္စာပေါ့အဓိကတော့ဟုတ်လားအကြောင်းဖြစ်เสียအကြောင်းတစ်ခုခုကိုအကြောင်းခံပြီးတော့တဘာဝတရားတွေဆိုတာဖြစ်ကြတာတခုသောတရားဆိုတာသူအဲ့ဒါကိုရည်ရွယ်တာဟုတ်လားဒွေနာမဂိန်နှစ်ခုသောတရားဆိုတာဘာလဲဆိုတော့နာမင်စရူပင်စနာယုတ်ဟုတ်လားခံစားမှုရဲ့မှတ်သားမှုရဲ့စိတ်စောတုံ့ပြန်မှုရဲ့သိမှုရဲ့နော်နံတရားကိုမြတ်စွာဘုရားဘယ်နှပိုင်းပိုင်းပြီးတော့ဟောတာ၄ပိုင်းပိုင်းပြီးဟောတာနာမခန္ဓာနော်နံအစုကြီး၄စုဟုတ်လားအဲ့ဒါကိုတစ်လုံးနဲ့ပြောရင်နံအာယုံကိုညှွတ်တတ်တယ်သိတတ်တယ်ခံစားတတ်တယ်မှတ်သားတတ်တယ်ကောင်းကောင်းသလိုဆိုးသလိုတုံ့ပြန်တတ်တယ်နံတရားရဲ့သဘာဝဟုတ်လားနံအဖေမှာအမိပြုပြီးတော့ဖြစ်နေတာတော့ရုပ်ကိုမိပြုပြီးတော့ဖြစ်နေတာရုပ်ဆိုတာဘာတော့ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘာဝအခုတစ်မျိုးတော်ကြတစ်မျိုးဟုတ်လားအဲ့နှစ်ခုသောတရားဆိုတာဘာတော့ဆိုတော့နံနဲ့ရုပ်မြန်သွားမှရနော်တိနိနာမဂိန်သုံးခုသောတရားဆိုတာဘာလဲတိတ်သောဝေဒနာသုံးပါးကိုပြောတာတဲ့နော်ခံစားတယ်မခံစားဘူးချမ်းသာတယ်ဆင်းရဲတယ်ဂျားထဲမှာချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာလည်းရှိတယ်ဝေဒနာဘယ်နှမျိုးတော့၃မျိုးဘယ်ဝေဒနာဟာဘဝမှာအဖြစ်အများဆုံးလို့ကြားဘူးလဲသံဝဲတွေတော့ကြားပေါ့ဥပေက္ခဝေဒနာဟာဘဝမှာအဖြစ်အများဆုံးတဲ့ဘာမှမသိပဲနဲ့နေနေတဲ့အချိန်တွေကလည်းအများဆုံးပဲ
ဒုက္ခဒုက္ခကသိဖို့လွယ်တယ်လေကောင်းတယ်ဆိုရင်လည်းမလီကောင်းလိုက်တာဆင်းရဲတယ်ဆိုရင်လည်းမလီသိတာဥပိ္ပခဝေဒနာဆိုတာမသိတာဘူးမသိတာလို့လည်းပဲသိလဲသိပြီးတော့မသိကြဘူးဟုတ်တယ်မဟုတ်လားနော်ဥပိ္ပခဝေဒနာဘဝမှာအဖြစ်အများဆုံးဟာဘုန်းတို့လူဘဝမှာဥပိ္ပခဝေဒနာအဖြစ်အများဆုံးပဲချမ်းသာလှကြည့်ရလို့လည်းသိမရှိဘူးဆင်းရဲလှကြည့်ရလို့လည်းသိမရှိဘူးချမ်းသာခြင်းဆင်းရဲခြင်းကယံဖန်ယံခါမပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲလောဘဒေါသဆိုတာလည်းယံဖန်ယံခါမပဲအမြဲတမ်းကပါလေမောဟဟုတ်တယ်မဟုတ်လားဒါကြောင့်ဥပိ္ပခာရဲ့နောက်မှာအဝိဇ္ဇာနော်အဝိဇ္ဇာနုတ္တယကိန်းနော်ဒုက္ခဝေဒနာရဲ့နောက်မှာရာဂနုတ္တယကိန်းဒုက္ခဝေဒနာရဲ့နောက်မှာပဋိက္ခနုတ္တယဆိုတဲ့ဒေါသကိန်းဝေဒနာ၃ပါးနဲ့လောဘဒေါသမောဟကိုအဲ့လိုလေးရှင်းပြီးတော့နားလည်ရနော်တော့သုံးခုသောတရားဆိုတာဘာပြောတာတော့ဝေဒနာ၃ပါးကိုပြောတာလေစတ္တာရိနာမကိန်း၄ခုသောတရားဆိုတာဘာတော့စတ္တာရိအရိယသစ္စာနဲ့သစ္စာ၄ပါးကိုပြောတာတခုချင်းပြောနေတာတရားဆုံးသက်လို့ရမှာမဟုတ်ဘူးနော်သစ္စာ၄ပါးကိုပြောတာတဲ့ဒါတွေအကုန်လုံးသိပြီးသားယောဂီတို့ဟုတ်လားပြင်စနာမကိန်း၅ခုသောတရားဆိုတာဘာတော့ပြင်စုပါဒနဲ့ခန္ဓာဥပါဒံတရားတို့ရဲ့တရားခန္ဓာ၅ပါးကိုပြောတာခန္ဓာ၅ပါးဆိုတာခုနယုံ nant ကိုပဲနံကို၄ပုံပုံလိုက်တော့နော်အပုံဘယ်နှပုံဖြစ်သွား၅ပုံဖြစ်သွားနော်ယုတ်ကတပုံနံက၄ပုံအပုံကြီး၄ပုံပါဠိလိုပြောတော့ခန္ဓာကြီး၅ပါးပေါ့ဟုတ်လားစနာမကိန်း၆ခုသောတရားဆိုတာဘာပြောတာတော့စအစ္ဆတိကာနိအာယတနာနိနော်မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးကိုပြောတာအကြည်ဓာတ်6ပါးကိုပြောတာတဲ့နော်ခန္ဓာကိုယ်ကြီးဖွဲ့စည်းထားပုံကိုရှုထောင့်မျိုးဆောင်ကနေပြီးတော့ဘုန်းဘုန်းတို့နားလည်အောင်လုပ်တာကိုယ်အကြောင်းကိုသိတာငြိမ်းအေးမှုကိုဖြစ်စေတဲ့တန်ဖိုးအမြင့်မားဆုံးပညာနော်ဒီပညာမရှိလို့ဒုက္ခရောက်နေတာဒီပညာရှိအောင်ဘုန်းဘုန်းတို့ဟာဒီမျိုးစုံနဲ့ကြိုးစားကြရမှာဟုတ်လားတတ္တနာမကိန်းတရား9မျိုးသောတရားဆိုတာဘာတော့9ခုဆိုတာဘာတော့ဆိုတော့တတ္တဘုဇင်ကဘုဇင်9ပါးတဲ့ဘုဇင်9ပါးရေးတွက်တတ်မလားနော်တတိရဲ့ဓမ္မဝိစယရဲ့ဝရိယရဲ့ပီတိရဲ့ပတ္တိရဲ့တမာတိရဲ့ဥပေက္ခရဲ့အဲ့ဒါကိုသူ့အစုလေးနဲ့သူခွဲခြမ်းပြီးတော့မှတ်သားရင်မှတ်သားရတာလွယ်မယ်ပေါ့တရားထုတ်တဲ့အခါမှာသတိလေးထားရတယ်သတိထားပါများတဲ့အခါကျတော့နော်ဒီတဘာဝတွေဟာဘယ်လိုလို့သိလာတယ်သိလာတာဓမ္မဝိစယနော်သတိထားတာကသတိနော်ဒါမတည်မြဲတဲ့တရားတွေပုဂ္ဂိုလ်တ attva မပါတဲ့တဘာဝတွေလို့တဖြည်းဖြည်းနဲ့သိလာတာပါတော့ဓမ္မဝိစယအဲ့ဒါလို့တတိတွေအတိတွေဖြစ်အောင်ထပ်ဖြစ်အောင်လုပ်နေတာဝရိယဟောတတိရဲ့ဓမ္မဝိစယရဲ့ဝရိယရဲ့တကယ်လှုပ်တာသူတို့လှုပ်နေတာနော်အဲ့လိုလှုပ်တဲ့အခါမှာစိတ်မှာကိလေသာနော်အထိုက်လျောက်နည်းကင်းသွားတဲ့အတွက်ကြောင့်စိတ်ကနော်ညှဉ်းနှွမ်းစေတဲ့ပူလောင်စေတဲ့တရားတွေရှင်းသွားတဲ့အတွက်ကြောင့်ကျင့်တတ်မှုရတယ်ပီတိကျင့်တတ်မှုရပါများတဲ့အခါကျတော့နှလုံးစိတ်ဝမ်းဟာငြိမ်းအေးလာတယ်နောက်ဆုံးစိတ်ငြိမ်းတော့လူပါငြိမ်းတယ်လူပါအေးတယ်ကာယပတ္တိစိတ်တပတ္တိဟုတ်လားပီတိပြီးတော့ပတ္တိဟုတ်ပြီနော်အဲ့လိုငြိမ်းရင်းနဲ့စိတ်ကငြိမ်းတယ်တည်ငြိမ်မှုရတယ်တမာတိနော်တည်ငြိမ်မှုရတဲ့အခါမှာအရာအလုံးရဲ့ပုံမှာနော်မျှတမှန်ကန်မြင်အားတွေကောင်းလာတဲ့အခါမှာအလုံးရဲ့ပုံမှာဉာဏ်ပညာနဲ့လစ်လူရှုနိုင်တဲ့သဘောဥပေက္ခမြင့်မြတ်တဲ့ဥပေက္ခဖြစ်လာတယ်တဲ့ဘုဇင်ဘယ်နှပါတော့9ပါးဘုဇင်ဆိုတာဘောဓိအင်္ဂမဲ့ဉဏ်ရဲ့အင်္ဂအစိတ်အပိုင်းလို့ပြောတာနော်ဒါကြောင့်9မျိုးသောတရားဆိုတာဘာတော့ဘုဇင်9ပါးကိုပြောတာတဲ့အဋ္ဌနာမကိန်း10ခုဆိုတာဘာလဲဆိုတော့အရိယောအထင်ကိကောမတ်ကောမဂ်ခင်10ပါးကိုပြောတာမဂ်ခင်10ပါးဆိုတာတမ္မာဒုက္ခခရာယဆင်းရဲဒုက္ခကိုကောင်းစွာချုပ်ငြိမ်းသွားစေဖို့အတွက်နောက်လျှောက်လန်းရမယ်တခုတည်းသောလမ်းကြောင်းဟုတ်လားမဂ်ခင်10ပါးဆိုတာအင်္ဂါရကြီး10ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားတာနော်သီလမဂ်ခင်3ပါးပညာမဂ်ခင်2ပါးတမာတိမဂ်ခင်3ပါးမဂ်ခင်10ပါးမှာတော့ပညာမဂ်ခင်ကအရင်မြတ်စွာဘုရားဟောတာနော်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝိုင်မတမ္မာတတိတမ္မာသမာဓိအနှစ်ချုပ်လိုက်ရင်သီလသမာဓိပညာအဲ့ဒါကိုသူ့အင်္ဂါလေးနဲ့သူစနစ်တကျအသေးစိတ်ဘုန်းဘုန်းတို့ဘယ်လိုနားလည်မလို့မဂ်ခင်10ပါးအနေနဲ့နားလည်ထားရမယ်တဲ့နဝနာမကိန်းကိုးခုသောတရားဆိုတာဘာတော့တဲ့နဝတတ္တဝါဒနော်ဝိညာဏထိတိ9ပါးတို့တတ္တဝါဒဘုံ9ဝါတို့စကလုံးအနေနဲ့ကြားဥပြီးတော့နော်ဒီဟာကိုအဓိပ္ပာယ်အနေနဲ့နားလည်ဖို့ကခက်တယ်နော်ဘုံ9ဝါတဲ့နော်ကာမဘုံရူပဘုံအရူပဘုံ3ပါး
ဒါကတော့မှတ်သားရတာလွယ်တယ်ဒီနေ့မှာဘုံကုန်းဝဆိုတာလေးကိုဘုံဘုဟုတုတပြောပြမယ်သူကဘုံကုန်းဝဘယ်လိုခွဲတာတုံးဆိုတော့ဘုန်းတို့လူတွေဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ဘယ်သူမှမတူဘူးပုံသဏ္ဍာန်ကအမျိုးမျိုးဟုတ်တယ်နော်ပရိသေတွေစိတ်ကလည်းတူလားဆိုတော့ပရိသေတွေစိတ်ကလည်းမတူဘူးဟုတ်လားပရိသေတွေစိတ်လည်းမတူဘူးဖြစ်လာတော့ပုံသဏ္ဍာန်လည်းမတူဘူးအဲ့ဒါကိုနာနထကာယနာနထသင်ကြီးတဲ့ခေါင်းတွေတော့နောက်တော့မနဲ့တွေ့တယ်ဟုတ်လားနော်ခန္ဓာကိုယ်ပုံသဏ္ဍာန်လည်းကွဲပြားနေတယ်ပရိသေတွေစိတ်ကလည်းကွဲပြားနေတယ်တဲ့အဲ့ဒါဘယ်လိုလူတွေဆိုတော့ဝိနိပါတိကအတူတာနော်လူဘုံနတ်ဘုံတဲ့ဟုတ်လားအဲ့ဒီဥစ္စာတွေကိုဘုံဘုံတို့ဒါနာနထကာယနာနထသင်ကြီးနောက်ဒုတိယနာနထကာယဧကထသင်ကြီးပုံတွေကတော့ပြောင်းတယ်ပုံတွေကတော့မတူဒါပေမဲ့ပရိသေတွေစိတ်ကတူတယ်ဘယ်ပုံတုံးဆိုတော့ तू ကအပယ်၄ပုံရယ်ပထမဇန်၃ပုံရယ်အပယ်ပုံသားတွေဟာ तू ကပရိသေတွေစိတ်ကတစ်မျိုးတည်းဟုတ်လားဒီတိလိစ္ဆာလဲဒီပရိသေတွေစိတ်ပဲဟိုတိလိစ္ဆာလဲပရိသေတွေစိတ်ပဲငရဲသားလဲဒီပရိသေတွေစိတ်ကတစ်ခုတည်းဒါဒီပုံတွေကတော့ဘာဖြစ်နေတော့ပြောင်းနေတယ်လူတွေကြတော့ပုံလဲပြောင်းနေပရိသေတွေစိတ်လဲမတူဘူးဟုတ်လားလူကဒွေဟိလဲရှိတယ်တိဟိလဲရှိတာဟုတ်လားဒါစာသဘောတွေဖြစ်နေနော်နာနထကာယဧကထသင်ကြီးတဲ့နောက်ဧကထကာယနာနထသင်ကြီးတဲ့ပုံကတော့တတ္တဝါပုံကတော့တပုံစံနဲ့ဒါပေမဲ့ပရိသေတွေစိတ်ကွဲနေတဲ့ပုံတွေရှိတယ်အဲ့ဒါဒုတိယဇန်၃ပုံနဲ့စာလိုသေးသေးချာချာသင်မှရမှာတဲ့ဥစ္စာဟုတ်လားနောက်ဧကထကာယဧကထသင်ကြီးတဲ့တတ္တဝါပုံကလည်းတပုံနဲ့ပရိသေတွေစိတ်ကလည်းအမျိုးတည်းအဲ့ဒါတတိယဇန်၃ပုံဝေဟဖို့ပုံသုဒ္ဓဝါဒ၅ပုံနဲ့ဘုံဘုံလဲစာနဲ့ရေးရဲမှာပဲပြောတတ်တာနော်ဟုတ်လားအလွတ်ကတော့မရနောက်အတင်ညတဘုံအဲ့ဒါ၅မျိုးရှိသွားပြီနောက်အရူပဘုံ၄ပုံအာကာသနိစာယရဏဘုံဝိညာဉ်နိစာယရဏဘုံအကိဉ္စဉ္ညာယရဏဘုံနေဝတင်ညာနာတင်ညာယရဏဘုံဆိုပြီးတော့စောစောက၅ပုံကိုအရူပ၄ပုံထည့်လိုက်တာနော်အဲ့တော့စိတ်ဝင်စားတွေကကောင်းတာလေးကအပေါ်ပြောထားတာလေးနာနထကာယနာနထသင်ကြီးပုံလည်းမတူဘူးပရိသေတွေစိတ်လည်းမတူဘူးနာနထကာယဧကထသင်ကြီးပုံမတူဘူးပရိသေတွေစိတ်တူတယ်ဟုတ်လားဧကထကာယနာနထသင်ကြီးပုံကတူတယ်ပရိသေတွေစိတ်မတူဘူးနောက်ဧကထကာယဧကထသင်ကြီးပုံလည်းတူတယ်ပရိသေတွေစိတ်လည်းတူတယ်အဲ့ဒီ၄မျိုးရှိပြီနော်အဲ့ဒီ၄မျိုးကိုအတင်ညတဘုံနော်အတင်ညတဘုံအဲ့ဒါထပ်ထည့်နောက်ထပ်အရူပဘုံ၄ပုံထပ်ထည့်အဲ့ဒါဘုံကိုဝဆိုတာအဲ့ဒါတဲ့ဟုတ်လားဒါတရားနာရင်လည်းဒါအမြတ်ပေါ့နော်နဝနာမကိကိုကုသောတရားဆိုတာဘာတော့ဆိုတာအဲ့ဒါတတ္တဝါဒဘုံကိုဝကိုပြောတာလေတတနာမကိရှေကုသောတရားဆိုတာဘာတော့ဆိုတော့နော်တတဟင်္ဂေဟိသမ္မာနာဂတောအရဟတိဥစ္စတိယဟန္တာတွေပြည့်ရမယ်အင်္ဂါရက်တွေနဲ့ပြည့်စုံရင်ဒါယဟန္တာဖြစ်တယ်လို့ပြောတာယဟန္တာတို့ရဲ့တရား10မျိုးတဲ့အဲ့ဒါကဘာတော့ဆိုတော့ဘုန်းတို့နော်အတိခေနသမ္မာဒိဋ္ဌိယသမ္မာနာဂတောဟောတိအင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာနော်အတိခဆိုတာယဟန္တာပုဂ္ဂိုလ်ကိုပြောတာယဟန္တာပုဂ္ဂိုလ်တွေပြည့်စုံတဲ့တရားပြည့်စုံတဲ့အင်္ဂါရက်10မျိုးရှိတယ်ယဟန္တာတွေပြည့်စုံတဲ့ယဟန္တာတွေရရှိထားတဲ့သမ္မာဒိဋ္ဌိမျိုးနော်မဂ္ဂင်၈ပါးကိုပြောပါမဂ္ဂင်၈ပါးကိုနောက်ကဗာလိထည့်မလို့ဆိုတော့သမ္မာညာနာရဲ့သမ္မာဝိမု ക്തി ရဲ့2မျိုးထက်တယ်10မျိုးဖြစ်တယ်နော်ဒါကအချင်းချုပ်ကလေးပြောပြတာ10မျိုးသောတရားကိုသိဖို့လို့နော်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါမသမ္မာတတိသမ္မာသမာဓိအဲ့ဒီ10မျိုးဘာထက်တယ်မလို့သမ္မာညာနာသမ္မာဝိမု ക്തി 2မျိုးထက်တယ်တော့10မျိုးအဲ့ဒါယဟန္တာအရှင်မြတ်တွေပိုင်ဆိုင်ထားတဲ့ရရှိထားတဲ့ယဟန္တာတို့သာလင်ရတဲ့အဲ့ဒီ10မျိုးသောတရားကိုအဲ့ဒါ10ခုဆိုတဲ့နေရာမှာခုနကတော့ကိုရင်သောပါကယဟန္တာကိုရင်လေးကဖြေတာအဲ့လိုဖြေလို့သူဘာဖြစ်သွားတာတော့ယဟန်ဖြစ်သွားတာယဟန်ဖြစ်သွားတာနော်ငယ်ငယ်လေးနဲ့ယဟန်ဖြစ်သွားတာအဲ့ဒါကိုကုမာရပညာလို့ခေါ်တယ်အဲ့ဒါသောတော်ကရှင်သာရိပုတ္တရာကဒီပြဿနာ10ချက်ထဲကနော်ပြောရရင်ဒါကိုရင်လေးတွေတောင်တိတယ်ဆိုတာလေးကိုဒီပရပိုက်မကိုပြောကျင်တဲ့သဘောသူ့ကိုတခွင်းပဲမေးလိုက်ရတယ်အဲ့ဒီတခွင်းကိုသူမဖြေနိုင်ဘူးမဖြေနိုင်တဲ့အခါကျတော့ဒီပညာကိုဘယ်လိုသင်ရမလို့တို့လိုယဟန်ပြုရင်တော့သင်ပေးမယ်ဆိုတော့တူတူပြောရပါဆိုသူဘာဖြစ်သွားတော့ဘိက္ခုနီမလေးဖြစ်သွားတယ်ဘိက္ခုနီမဖြစ်ပြီးတော့မကြာခင်မှာပဲထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အတောကုန်ခံယဟန္တာဖြစ်တယ်ဟုတ်လားဒါကုန္ဒလကေတိထေရီမရဲ့အကြောင်းပေါ့နော်အဲ့ဒီမှာဦးဇင်းတို့ယဟန်ပိဋကတ်တွေထဲမှာဒီထေရီမဟာယဟန္တာဖြစ်သွားပြီယ
ဆိုတာကိုကြားကြတဲ့အခါကျတော့သူ့ကိုချီးမွမ်းညအဲ့လိုသူ့ကိုချီးမွမ်းတဲ့အခါမှာအကြောင်းနှစ်ရပ်ဖြင့်ချီးမွမ်းတဲ့နော်ဘလို့အကြောင်းနဲ့ချီးမွမ်းလို့ဆိုတော့ညံထက်လိုက်တာကြည်စမ်းသူတရားသိဖို့အတွက်မြတ်စွာဘုရားမှာဘာမှမပင်ပန်းလိုက်ဘူးနှလုံးသုံးလုံးလောက်ပြောတာနဲ့ तू ကသိနေပြီဆိုတဲ့သဘောပေါ့နော်မြတ်စွာဘုရားစကားအများကြီးမပြောရဘဲနဲ့ဒီဘိက္ခုနီမလေးဘာဖြစ်သွားတာတော့ယဟန္တာဖြစ်သွားတရားတွေအများကြီးသူ့ကိုမဟောရဘူးနည်းနည်းလေးနဲ့ယဟန္တာဖြစ်သွားတာတော်လိုက်တာဒီတစ်ချက်ကိုချီးမွမ်းတယ်နော်နောက်တစ်ချက်ကဘာတုံးဆိုတော့သူ့ရဲ့သမိုင်းကြောင်းလေးပေါ့သူဟာခွန်အားပြည့်တဲ့ယောက်ျားသားတစ်ယောက်ကိုအနိုင်ယူပြီးတော့တတ်ပြီးတော့မှယဟန်ပြုခဲ့တာနော်ဘလောက်ရေစံတတိနဲ့ပြည့်စုံတော့နော်မိန်းမသားတစ်ယောက်ကအားကြီးတဲ့ယောက်ျားကိုရှင်ပြီးတော့အသေးသက်ပြီးတော့မလုပ်ခဲ့တာတော့ယဟန်ပြုခဲ့တာရေစံတတိနဲ့လည်းပြည့်စုံတယ်နော်အဲ့ဒီတစ်ချက်နဲ့လည်းသူ့ကိုမလုပ်တော့ချီးမွမ်းတယ်ချီးမွမ်းမှုဘယ်နှမျိုးတော့2မျိုးနော်မြတ်စွာဘုရားကသူ့ကိုတရားသိဖို့အတွက်စကားတွေအများကြီးမပြောလိုက်ရဘူးဟုတ်လားပြီးတော့သူ့တဲ့ခွန်အားကြီးတဲ့ယောက်ျားသားကိုသူအနိုင်ယူခဲ့တာဒီစကားလေးနှစ်ခွန်းကခုနဂါထာလေးနှစ်ပုဒ်ဖြစ်လာခြင်းရဲ့အကြောင်းပဲမြတ်စွာဘုရားရဲ့ဒီဒေသနာရမှာအလွန်မှကျွမ်းကျင်တဲ့မြင်တော်မူတဲ့သိတော်မူတဲ့တပ္ပညုတဉာဏ်ကြီးကိုလှမ်းမျှော်ကြည့်ဖို့လိုတယ်နော်ဟုတ်လားပထမပြောလိုက်တာပါတော့မြတ်စွာဘုရားသူ့ကိုတရားသိဖို့အတွက်စကားတွေအများကြီးပြောစရာမလိုပါလားအဲ့ဒီမှာမြတ်စွာဘုရားကဒီချီးမွမ်းတဲ့အကြောင်းတစ်ခုကိုအခြေခံပြီးတော့ယဟန်တို့တဲ့ငါရဲ့တရားစကားကိုဘယ်နဲ့ကြောင့်နဲတယ်များတယ်ဆိုတာတွေနဲ့တိုင်းတာနေရတာတော့တဲ့စကားတစ်ခုကိုနဲတာများတာနဲ့တိုင်းတာလို့မရဘူးတချို့အများကြီးပြောနေလဲလူရင်းကရောက်တာမဟုတ်ဘူးဟုတ်လားနည်းနည်းပြောပြီးတော့လူရင်းရောက်တော့တာကောမရှိဘူးလားရှိရနော်အဲ့ဒီမှာမြတ်စွာဘုရားပထမဂါထာကိုဟောတာယောဇဂါထာတတံပါတိနတ္တပရတင်ကြည်တံဧကံဓမ္မပရံတေယောယံတုတ်တော်ဥပဒမတိစကားတွေတက်လွန်းလို့ဂါထာတွေဖွဲ့ပြီးတော့တခါတည်းအရာမကအထောင်မကဂါထာတွေကိုပြောနေဒါပေမဲ့သူကဘာမှအကျိုးရှိတာလည်းမဟုတ်မှတ်လောက်သားလောက်เสียလည်းမပါဟိုလိုဒီလိုနော်ဒီလိုစကားမျိုးပြောတာဘာမှမြင့်မြတ်မှုမရှိဘူးတဲ့ကြားလဲရလို့နှလုံးစိမ်ဝမ်းကိုငြိမ့်သွားစေတယ်အေးသွားစေတယ်ဆိုရင်တော့ဒီလိုစကားမျိုးဟာတခွန်းမင်ဖြစ်စေကမို့အဲ့ဒါဟာအလွန်မှတန်ဖိုးရှိတယ်လွန်မှမြင့်မြတ်တယ်လို့ပြောတာဘယ်လောက်ကောင်းတော့ဟုတ်လားဒါကြောင့်ဘုန်းတို့ရဲ့စိတ်ကိုငြိမ့်သွားစေတယ်အေးသွားစေတဲ့စကားမျိုးလေးတွေကိုကြားရတာအလွန်မှမင်္ဂလာရှိတယ်ကိုယ်တိုင်ပြောလိုက်ရပြီဆိုရင်လည်းပဲအလွန်မှမင်္ဂလာရှိတယ်ဒါလေးကိုဘုန်းတို့အားစိုက်ဖို့လိုမယ်ပေါ့နော်ဒါမြတ်စွာဘုရားရဲ့စကားနောက်မှာတရားပါအောင်ကြိုးပမ်းအထောက်ပုံပေါ့ဟုတ်လားမြတ်စွာဘုရားစကားကိုနည်းနည်းလေးပြောတာနဲ့ဟိုမှာသိသွားပြီနည်းနည်းပဲပြောများပဲပြောအဓိကကတော့ဘာဖြစ်ဖို့တော့သိဖို့ပဲဟုတ်လားနဲတာများတာနဲ့မတိုင်းတာသင့်ဘူးလို့ပြောတာအဲ့တော့စကားတစ်ခွန်းရဲ့တန်ဖိုးကိုဘုန်းတို့ကအကျိုးသက်ရောက်မှုဘယ်လိုရှိလဲဆိုတဲ့ရှုထောင့်ကပဲကြည့်ပြီးတော့အကဲဖြတ်ကြရမယ်ပေါ့ဆိုလိုတာကဟုတ်လားဘယ်ရှုထောင့်ကကြည့်မယ်နော်အကျိုးစီးပွားဖြစ်ထွန်းသလားမဖြစ်ထွန်းဘူးလားအဲ့တော့အကျိုးစီးပွားကအကျိုးစီးပွားထဲမှာလည်းပဲနော်စိတ်နှလုံးကိုငြိမ်းအေးသွားစေတဲ့ဟုတ်လားကောင်းမှုကိုဖြစ်စေတဲ့မကောင်းမှုကိုဖေရှားနိုင်တဲ့အနေအထားမျိုးဟာကြီးမားတဲ့အကျိုးရလဒ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အလုံးမပညာသားပါတဲ့ဒေသနာပေါ့ဟုတ်လားနောက်တစ်ခါသူ့ကိုဘာကိုချီးမွမ်းတာတော့အားကြီးတဲ့ယောက်ျားသားတယောက်ကိုအနိုင်ယူလာတာအဲ့ဒီအနိုင်ယူတယ်ဆိုတဲ့စကားနောက်ကိုတရားပါအောင်ကြိုးစားတာယောတဟတံတဟတေနသင်္ဃာမေမန္တုတေစီနေဧကိဉ္စဇေယမတ္တနာသဝေသင်္ဃာမဇုတမောဘလောက်စွမ်းလို့နော်စစ်မြေပြင်မှာလူတသန်းကိုပဲအနိုင်ရတယ်ပဲပြောရန်သူတသန်းကိုချေမှုန်းနိုင်တယ်ပဲဆိုကိုတစ်ချိန်လောက်အနိုင်ရလိုက်တာတော့တန်ဖိုးမရှိဘူးလို့ပြောတယ်။ဒါဒီလိုနော်ပြည့်စုံတဲ့စကားမျိုးဘယ်သူပြောနိုင်မှာတော့ဖះမို့ပြောနိုင်တာပေါ့ဟုတ်တယ်မဟုတ်လားနော်ကိုအနိုင်ရခြင်းဟာဘဝမှာအနိုင်တကအနိုင်တဲမှာတန်ဖိုးအကြီးမားဆုံးအနိုင်ပဲတဲ့။ဒါကြောင့်ဘုန်းဘုန်းတို့ရဲ့နော်အသာရလိုစိတ်အနိုင်ရလိုစိတ်ရှင်လိုတဲ့စိတ်ပြိုင်လိုတဲ့စိတ်တွေကိုနားလည်ပြီးတော့ရှင်ချင်းရှင်ငါနဲ့ငါသာရှင်လိုက်ကြစို့ဟုတ်လားပြိုင်ချင်းပြိုင်ငါနဲ့ငါသာပြိုင်လိုက်ကြစို့ဒီနေ့ကိုတဲ့နောက်နေ့ကိုပို့ပြီးတော့ကောင်းအောင်မနေ့ကကိုတဲ့ဒီနေ့ကိုပို့ပြီးတော့ကောင်းအောင်ကိုသာလည်းပြိုင်ဘက်အနေနဲ့ထားပြီးတော့နေနိုင်မယ်ဆိုရင်အများကြီးတိုးတက်เสียရှိတာပေါ့ဟုတ်တယ်မဟုတ်လားတော့ဒီဒေသနာလေးကချဲ့ပြီးတော့တွေးเสียအလွန်ကောင်းတယ်ဟုတ်လားဒါကြောင့်ဘဝမှာမပြောမဖြစ်လို့စကားတွေပြောနေရတယ်နော်နားမထောင်လို့မဖြစ်လို့စကားတွေနားထောင်နေရတယ်သို့တော့ဘုန်းဘုန်းတို့မှာဘာပြောမယ်ဘာနားထောင်မယ်ဆိုတာကတော့ရွေးချယ်ခွင့်မရှိဘူးလားရှိတယ်ဉာဏ်လေးနဲ့ရှင်ပြီးတော့ရွေးချယ်ရနော်
ကိုပြောပြီးဆိုရင်လည်းသူများရဲ့စိတ်နှလုံးကိုငြိမ်းစေတဲ့အေးစေတဲ့အကျိုးရှိစေတဲ့စကားမျိုးကိုပဲပြောနိုင်အောင်ကြိုးစားရမယ်နော်မဟုတ်ကစိတ်အစာပြေပြောနေကြတာလူတွေကစကားပြောတယ်ဆိုတာနော်ကိုတီချောင်းပြောကျင်တာမပြောလိုက်ရရင်နေကိုမနေနိုင်ဘူးဟုတ်လားငငယ်ကဘုံဘွားစဉ်းစားနော်ကျောင်းမှာခွေးမတွေကအများကြီးမွေးထားဆိုအဲ့ခွေးမတွေကခွေးမွေးကဆိုရင်ပေါက်ပြီးတခါတည်းကျောင်းစီရုံးမှာဟိုနာတမြုံဒီနာတမြုံပေါက်အဲ့ကိုရင်တွေကျောင်းသားတွေကအဲ့ဒါတွေကိုသွားကြည့်ပြီးတော့မနဲ့မလင်းသေးဘူးတချို့ကျောင်းသားဘယ်နာခွေးမဘယ်နှကောင်ပေါက်တာအကြားဘယ်နှကောင်ပါတာဟာသူအကုန်သိဟုတ်လားအဲ့ဒါဘာတော့ကလေးတွေရဲ့သဘောလူကြီးတွေတဲ့ဘောဘာမထူးပါဘူးငါအရင်သိတာတည်င်းကိုဘာတော့ငါအရင်သိတာအဲ့တည်င်းကိုဘာလို့ချင်တာတော့ပြောချင်နေတာဒါသိတာဘလောက်အရေးပါလို့တော့ဒါပေမဲ့ तू ကအရန်ရေးပါနေရနော်အဲ့တော့စဉ်းစားကြည့်အဲ့ဒီစိတ်ကကလေးမှရှိတာမဟုတ်ဘူးလူကြီးလည်းမရှိဘူးလားခုတည်င်းတစ်ခုခုကြားပြီဆိုရင်ဘာလို့ပြောချင်နေရောပြောရမချင်းမယိုးမယွဖြစ်နေတာစိတ်ကနေကိုမနေနိုင်ဘူးတချို့ဟာတဲ့ဘာအရေးပါလို့ဘာမှအရေးမပါဘူးဒါတိဘာမှအရေးမပါတာကြီးကိုပဲကိုယ်စိတ်ကမပြောရရင်မနေနိုင်အောင်ဖြစ်နေတာအဲ့ဒါဘာစိတ်လို့ပြောမလို့ဘာတန်ဖိုးမှမရှိတဲ့စိတ်ပေါ့မြင်အောင်ကြည့်ကြည့်နော်စကားပြောလို့တဲ့သဘောတွေဟာစကားကိုမနေနိုင်မထိုင်နိုင်ပြောချင်နေတယ်ဆိုတာအဲ့ဒါစိတ်ထဲမှာဘာမှတန်ဖိုးမရှိတဲ့အလိုဆန္ဒတွေကနှိုးဆွနေလို့အဲ့ဒါပြောရတာမြင်လားမသိဘူးနော်စိတ်ကငြိမ်နေတယ်သူအနှစ်သာရရှိကောင်းကောင်းမွန်မွန်ဖြစ်နေတယ်ဆိုပြောခြင်းစိတ်ကိုမရှိဘူးအဲ့ဒီချိန်မှာဟုတ်လားအဲစကားတွေသိပ်ပြောခြင်းနေပြီဆိုရင်အဲ့ဒါစိတ်ကိုအမိဖမ်းကြည့်ဘာဖြစ်နေတာတော့ငါစိတ်ကြီးကဘာဖြစ်နေတာတော့မြင်အောင်ကြည့်လိုက်တန်ဖိုးမရှိတာတွေဖြစ်နေတာဟုတ်လားတကယ်တန်ဖိုးရှိတာဖြစ်နေပြောကိုမပြောခြင်းဘူးပြောပြီဆိုရင်လည်းထိထိရောက်ရောက်နဲ့တကယ်ကောင်းတဲ့တန်ဖိုးရှိတာကိုပြောမှာဒါသည်အသက်ကြီးလာလေစကားပြောရတာပြင်းလာတာစကားပြောရမဲ့လူရှားလာတာတွေလည်းပဲတချို့အသက်ကြီးတဲ့လူတွေခံစားဘူးလိမ့်မယ်ဘာလို့လဲဆိုတော့ကိုကပြောခြင်းတဲ့စကားတစ်မျိုးဟိုမှာနားထောင်နေတဲ့လူနဲ့ဒီစကားနဲ့ဟာခွင်မတည့်ဘူးဆိုတာကို तू သိနေတယ် तू နဲ့ခွင်တဲ့မဲ့စကားလည်းကိုကမပြောခြင်းဘူးဟုတ်လားသဘောပေါက်လား तू ကြိုက်မဲ့စကားမျိုးလည်းကိုမပြောခြင်းဘူးကိုပြောခြင်းတဲ့စကားလည်း तू ကြိုက်မှာမဟုတ်ဘူးလို့သိနေတယ်အဲ့တော့ဘာလုပ်တော့ပြောလို့မရတော့သဘောပေါက်လားပြောလို့ရနေသေးတယ်ဆိုလို့ရှိရင်တော့အဲ့ဒါများသောအားဖြင့်ခပ်ပေါ်စကားတွေပဲများမှာနော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားစကားများခြင်းရဲ့အပြစ်ဆိုပြီးတော့အများကြီးဟောထားတာရှိတယ်စကားနည်းခြင်းရဲ့အပြစ်လို့ဟောထားတာမတွေ့ဘူးစကားများခြင်းရဲ့အပြစ်ပဲရှိတာနော်စကားများရင်ဘာတွေဖြစ်မလို့မဟုတ်တဲ့စကားတွေပြောတတ်တယ်တဲ့လိန်ညာတဲ့စကားသူများအချစ်တွေပြည့်သွားအောင်ဂုဏ်စကားတွေလည်းပြောမိတတ်တယ်တဲ့ကျမ်းတဲ့စကားတွေလည်းထွက်မိတတ်တယ်တဲ့တန်ဖိုးမရှိတဲ့စကားတွေလည်းပြောမိတတ်တယ်တဲ့အဲ့ဒီလိုမဟုတ်တာတွေပြောတဲ့အတွက်ကြောင့်သေရင်ငရဲကြတတ်တယ်တဲ့၅မျိုးပြောထားတာနော်နည်းနော်မဟုတ်ဘူးစကားများခြင်းရဲ့အပြစ်ကဟုတ်လားဒါကြောင့်ကိုကမပြောဘဲမနေနိုင်လို့ပြောမယ်ဆိုရင်ကိုယ်စိတ်ကလေးကိုအရင်ဘာလုပ်ရမလို့စီစစ်လိုက်ပါဦးဘလောက်ရေးကြီးလို့ပြောချင်နေတာတော့ကဲဘလောက်ရေးကြီးတာတော့မပြောလို့မဖြစ်ဘူးလားကိုနော်စစ်ဆေးကြည့်လိုက်တတိလေးထားပြီးတော့ပြောမယ်ဆိုရင်အဲ့လိုစစ်လိုက်ရင်အများစုကပြောချင်နေတဲ့အကြောင်းအရာအများစုကိုပြောလို့ထွက်တော့မှမဟုတ်တော့ဘူးတတိသာဒီဘယ်လိုပြောမလို့စကားထွက်တော့မဲ့အချိန်မှာတတိနဲ့သာဘုံဘုံတို့ဖမ်းပြီးတော့စစ်လိုက်မယ်ဆိုလို့ရှိရင်စီစစ်လိုက်မယ်ဆိုလို့ရှိရင်ပြောစရာစကားသိပြီးတော့ရှိတော့မှမဟုတ်တော့လက်တွေ့လှုပ်ကြည့်ပေါ့နော်ဒါကိုပြောတဲ့အခါမှာစဉ်းစားဖို့ပြောတာပါကိုနားထောင်တာကြတော့လူကြားတဲ့ကြောင်တော့သိရွေးလို့တော့မရဘူးမင်းတို့ဘယ်လိုစကားမျိုးပြောလို့ကိုလိုက်ပြီးတော့ပြောလို့ရတာမဟုတ်ဘူးအဲ့တော့ရှောင်ဖို့ပဲရှိတာပေါ့ဟုတ်တယ်မဟုတ်လားဒါပေမဲ့ခုခေတ်ကဒီတန်ဖိုးရှိတဲ့တရားစကားတွေကိုကြားကျင်တယ်ဆိုရင်အများကြီးကြားလို့မရဘူးလားရတယ်အဲ့တော့စကားကိုရွေးကျင်တယ်ဆိုလို့ရှိရင်လူကိုရွေးမှဖြစ်တော့မှာနော်ရည်သွေးညက်တဲ့လူနဲ့ပေါင်းနေတော့ရည်သွေးမရှိတဲ့စကားတွေပဲကြားမှာပဲနော်ပေါင်းတော့ရည်သွေးမရှိတဲ့လူနဲ့ပေါင်းထားပြီးတော့မကောင်းတဲ့စကားတွေကြားမှအပြစ်တင်တယ်လို့ဖြစ်မှာမဟုတ်ဟုတ်လားဒါကြောင့်ကိုယ်မှတကယ်စင်စစ်ဘာပြောမယ်ဘာနားထောင်မယ်ဆိုတာကတော့မဖြစ်မနေရွေးချယ်မယ်ဆိုရင်ရွေးချယ်လို့မရဘူးလားရတယ်တော့မြတ်စွာဘုရားရဲ့အလိုတော်ကြနှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတဲ့စကားမျိုးကိုပြောဖို့ဘုံဘုံတို့ကြိုးစားနှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတဲ့စကားမျိုးကိုနားထောင်နိုင်ဖို့ဘုံဘုံတို့ကြိုးစားမယ်တော့နှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတဲ့စကားဆိုတာဘယ်လိုစကားမျိုးတုံးတဲ့ပြောရရင်နော်ကြီးနေတဲ့လောဘကိုသေးသွားအောင်ကြီးနေတဲ့ဒေါသကိုသေးသွားအောင်နော်အစွမ်းရှိတဲ့စကားမျိုးနော်သေးနေတဲ့လောဘဒေါသပျောက်သွားအောင်အစွမ်းရှိတဲ့စကားမျိုးအဲ့ဒါကြောင့်မလို့စိတ်ကငြိမ်းသွားတာအေးသွားတာဟုတ်လားငြိမ်းအေးတယ်ဆိုတာပူစီတဲ့လောင်စီတဲ့အရာတွေကိုဖယ်ရှားပစ်လိုက်တဲ့အတွက်ကြောင့်ငြိမ်းအေးသွားတာဒီသဘောလေးတွေကိုနားလည်ရမှာဟုတ်လား
ဒါကြောင့်ကိုပြောပြီးဆိုရင်လည်းပဲလောဘကြီးစေတယ်ဒေါသကြီးစေတဲ့စကားမျိုးအပြောသင့်ဘူးနော်လောဘနည်းသေးမယ်ဒေါသနည်းသေးမယ်စကားမျိုးကိုပြောရမယ်အပိစ္ဆကထာအလိုနည်းမှုနဲ့ဆက်တဲ့စကားတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားနော်ပြီးရတဲ့ဘက်ကမေဂိယသုတ်တန်ထဲမှာစကားတွေကြောင့်အများကြီးပြောကြတာမရှိဘူးလားရှိရနော်မှတ်မှတ်သားသားလေးစိတ်ထဲမှာရှိနေအောင်ကြိုးပမ်းအထောက်ကြည့်ရမယ်ဟုတ်လားပြီးတော့ဒါစကားနဲ့ပတ်သက်ပြီးတော့ဒါဘုံဘုံတို့စဉ်းစားကြရပေါ့နောက်တစ်ခုကပါလေဘဝမှာအလွန်မှအခြေခံကြတဲ့ဘုံဘုံတို့ရဲ့စိတ်ထားအဲ့ဒါပါတော့အသာရခြင်းတာအနိုင်ရခြင်းတာရှင်းခြင်းတာပြိုင်ခြင်းတာဟုတ်လားဘယ်သူကိုအနိုင်ရတာဘဝမှာအကောင်းဆုံးအနိုင်ရခြင်းလဲကိုအနိုင်ရတာကိုစိတ်ကိုအနိုင်ရတာအကောင်းဆုံးအနိုင်ရခြင်းပဲနော်အဲ့တော့ကိုစိတ်ကိုနိုင်အောင်ဘယ်လိုလုပ်ရမှာတော့စိတ်ကဘယ်လိုသဘောရှိတာတော့ဒါလေးလည်းပဲဘုံတို့နော်လေးနေတဲ့ရှုထောင့်လေးရနေကြည့်ပြီးတော့အမှန်မြင်စေခြင်းပါတယ်ဟုတ်လားစိတ်ကိုနိုင်မှတကယ်မြင့်မြတ်တဲ့အနိုင်ဆိုရင်စိတ်ကဘယ်လိုသဘောရှိတာတော့စိတ်ကိုနိုင်အောင်ဘယ်လိုလုပ်ရမှာတော့နော်စိတ်ကနိုင်ဖို့လွယ်တဲ့အရာတစ်ခုတော့မဟုတ်ဘူးစိတ်ဆိုတာနိုင်ဖို့ခက်တဲ့အရာလို့မြတ်စွာဘုရားကတော့အဲ့တိုင်အတီလင်းဟောတာဒုံနိဂဟတလဟုနောကြားဘူးတယ်နော်ဒုံနိဂဟတလဟုနောယထကမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်တန်ဒုက္ခဝဟနော်စိတ်ဆိုတဲ့သဘောဟာဒုံနိဂဟတနိုင်ဖို့ခက်တယ်လဟုနောအလွန်မှဖြစ်ချင်းပြက်ချင်းရလဲမြန်တယ်ယထကမနိပါတိနောရောက်ချင်းတဲ့နေရာကိုစီကံမရှိဗျံမတာရောက်ချင်းတယ်လို့ရောက်ချင်းတိုင်းရောက်သွားတတ်တဲ့သဘောလေရှိနေသေးတယ်ဒါပေမဲ့အဲ့ဒီလိုစိတ်ကိုပဲယဉ်ကျေးအောင်ဆုံးမနိုင်မယ်ဆိုရင်တော့အလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတို့ဘာကြောင့်တော့စိတ်ကိုအနိုင်ရအောင်လုပ်လို့နော်စိတ်ကိုနှိပ်ကွနိုင်လို့ထိန်းနိုင်လို့သိမ်းနိုင်လို့ဒီစိတ်ကလေးကနော်ယဉ်ကျေးမှုရှိသွားမယ်ဆိုရင်နော်အဲ့ဒီယဉ်ကျေးတဲ့စိတ်ကချမ်းသာကိုဖြစ်စေလိမ့်မယ်နော်စိတ်တန်ဒန်ဒန်ဒုက္ခဝဟဟုတ်လားဒါကြောင့်စိတ်ကိုဘုံဘုံတို့ဟာနှီးမျိုးစုံနဲ့အနိုင်ရအောင်ကြိုးစားရမယ်အဲ့တော့စိတ်ကိုအနိုင်ရအောင်လုပ်မယ်ဆိုဘယ်လိုလုပ်မလို့နော်အလွန်တန်ဖိုးရှိတဲ့ဘုံတို့မှတ်သားစရာလေးတစ်ခုပေါ့လေဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမံယထဒုက္ခံတတိဇဟနေကနိတာမိယောနိတောဟဋ္ဌိပဗိဏဝိယအင်ကုတကဟောနော်ဒီစိတ်ဆိုတာအားတဲ့အလွန်ဝေးกว่าတဲ့ရှေးကာလကစဒီကနေ့တိုင်အောင်ကောင်းလို့ရာတဲကမှကြိုက်တာကိုရွေးတယ်ကြိုက်တာကိုတွေ့ပြီဆိုရင်တော့နောက်မဆုတ်တန်းကြိုက်တဲ့လောက်ကျက်စားခဲ့တာတဲ့ကောင်းတာတွေတဲကမှကြိုက်တာတွေ့ရင်ကြိုက်တဲ့လောက်စကားပြောတာတိကျရနော်မြတ်စွာဘုရားဘုန်းတို့ရဲ့စိတ်ကလေးကတန်တရားတစ်လျှောက်လုံးအဲ့လိုနေခဲ့တာသူကောင်းတယ်ထင်တာတွေသွားတာကောင်းတယ်ထင်တာတွေကမှထပ်ရွေးတယ်ကောင်းတယ်ထင်တိုင်းလဲ तू ကကြိုက်တဲ့သေးတာမဟုတ်ဘူးကောင်းတယ်ထင်တာတွေကမှဘာတော့ကြိုက်တာကိုထပ်ရွေးတယ်ကောင်းတယ်လဲထင်ပြီးတကယ်လဲကြိုက်ပြီးဟေးဆိုရင်တော့ကျိုးဆွဲဖို့ခဲရင်နဲ့နွားတစ်ကောင်လိုပဲ तू ကဆွဲဖို့တော်တော်ခက်သွားပြီနော်ကောင်းတယ်ထင်တာတွေကမှကြိုက်တာတွေ့သွားရင်နောက်သိမ့်မဆုပ်ချင်ဘူးပေါ့နော်ဒီစိတ်ကထင်တယ်လို့ကြက်စားတာဟုတ်လားအဲ့ဒီလိုစိတ်ကိုတဲ့ဒီနေ့ကစပြီးတော့ငါအမုံရစ်နေတဲ့ဆင်ကိုနော်ဆင်တိုင်းကချွန်းနဲ့ဆုံးမတယ်လို့မျိုးငါရဲ့စိတ်ကိုယောနိတော်မနတိကာရဆိုတဲ့ချွန်းနဲ့ဆုံးမမယ်လို့ဒါတာနုတာမဏေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာလေးအဲ့တော့ဒီဂါထာထဲမှာစိတ်ကိုဘလို့အနိုင်ရအောင်အနိုင်ယူရမလဲဆိုတဲ့နိလန်းမတွေ့ရဘူးလားဘာနဲ့အနိုင်ယူရမလို့ယောနိတော်မနတိကာရပေါ့နော်အတွေးမှန်အမြင်မှန်အဲ့ဒါစိတ်ကိုနိုင်စေတဲ့လက်နက်နော်အမုံရစ်တဲ့ဆင်ကိုချွန်းနဲ့ဆုံးမတယ်လို့မျိုးနော်နိုင်ဖို့ခက်တဲ့ဆုံးမဖို့ခက်တဲ့ဒီစိတ်ကိုယောနိတော်မနတိကာရနဲ့ဆုံးမရမယ်လို့မြတ်စွာဘုရားအတိလင်းဟောထားတယ်ဟုတ်လားဒါကြောင့်ယောနိတော်မနတိကာရအားကောင်းကြိုးစားရမယ်ယောနိတော်မနတိကာရဆိုတာဘာတော့နှလုံးသွင်းမှန်ကန်တာအမြင်မှန်မှာပဲတေကိုကောက်ရင်တော့ပညာပေါ့ယောနိတော်မနတိကာရ၅မျိုးဆိုပြီးတော့ဘုံခဏခဏဟိုတုန်းကအဲ့ဒါလေးကိုဟောခြင်းစိတ်ကခဏခဏပေါက်နေလို့ထက်ဟောပြနေတယ်အခုသူ့ကိုမဟောပြတာတော်တော်ကြားနေပြီယောနိတော်မနတိကာရ၅မျိုးလို့ဟောတာအခြေခံယောနိတော်မနတိကာရ1မျိုးအဆင့်မြင့်ယောနိတော်မနတိကာရ4မျိုးသူတွေများမှတ်မိမလဲမသိဘူးเนาะအခြေခံယောနိတော်မနတိကာရဆိုတာကံကံရဲ့အကျိုးကိုသိတာမြင်တာငါစိတ်ကောင်းစေနာကောင်းလေးထားမှချမ်းသာမှာငါစိတ်ယုတ်မှစေနာရုပ်တွေထားရင်တော့ငါဆင်းရဲမှာလို့စေတနာရဲ့စွမ်းရည်တတ္တိကိုယုံကြည်တာသိတာမြင်တာနားလေတာအဲ့ဒါအခြေခံယောနိတော်မနတိကာရအဲ့ဒါစိတ်ကောင်းခြင်းတယ်ကိုယ်စိတ်ကိုနိုင်ခြင်းတယ်ဆိုရင်အဲ့ဒါနဲ့ထိန်းရမယ်ဟုတ်လားကိုအနိုင်ရခြင်းတယ်ဆိုလို့ရှိရင်ကံရဲ့အကျိုးလေးကိုအမြဲတမ်းစဉ်းစားပေးကံရဲ့အကျိုးဆိုတာစေတနာရဲ့အကျိုးကျေးဇူးကိုပြောတာနော်မကောင်းတဲ့စိတ်မွေးရင်ငါဒုက္ခရောက်ရမှာကောင်းတဲ့စိတ်မွေးမှငါချမ်းသာမှာဆိုတဲ့အမြင်မှန်ပေါ့
အဲ့ဒါမဟုတ်တာကိုလှုပ်လို့စိတ်ပြောလို့စိတ်တွေးလို့စိတ်ကိုဘာလို့ပေးမလို့ရောနေစီမှာပေါ့ထိမ့်ချုပ်ပေးမှာကိုငါဒါလို့ရင်တော့ဆင်းရဲတော့မှာပဲလို့တွေးမိရင်ဘယ်လို့တော့မလို့တော့ဒါလို့ရင်ကောင်းမှာပဲလို့တွေးမိရင်လှုပ်ချင်စိတ်ပေါက်သွားမှာနော်အလွန်အခြေခံကြတဲ့ယောနိတော်မနတိကာရပဲဟုတ်လားဒါကြောင့်မလို့ဘုန်းတို့ဘဝမှာနော်စိတ်ယုံမှမွေးเสียနော်အပြောမကောင်းတာတွေပြောเสียအလုပ်မကောင်းတာတွေလုပ်เสียဒါမျိုးတွေကဘဝမှာကြုံရတတ်တယ်ဟုတ်လားအဲ့ဒါလို့ကြုံလာပြီဆိုလို့ရှိရင်ဘုန်းတို့ရဲ့စိတ်ကိုဒီအတွေးမြင်လေးနဲ့တဲ့ကြည့်ဟုတ်လားမလုံနဲ့မင်းလုံမဲမဲဆင်းရဲမှာစိတ်ကောင်းလေးမွေးတိခန္ဓာနဲ့တိမခန္ဓာဘယ်ဟာကောင်းတော့တိခန္ဓာကောင်းတာပေါ့နော်အကောင်းတဲ့အဆိုးအဲ့လိုလေးဘုံဘုံတို့ကစီစစ်လိုက်တာနဲ့ကိုပဲလမ်းကြောင်းကောင်းလေးပေါ်ရောက်သွားမှာနော်မြစ်တာထားတာနဲ့ဒေါသဖြစ်တာနဲ့ဘယ်ဟာကောင်းတော့အခြေခံလေးတွေကိုကိုယ်စိတ်ကိုနားလည်အောင်နော်ဆုံးမရမှာပေါ့ဟုတ်လားငါဒီလိုတုံ့ပြန်တာနဲ့မတုံ့ပြန်တာဘယ်ဟာကောင်းတော့အဲ့လိုမျိုးကိုမေခွန်းထုတ်ပြီးတော့ဒါပါတွေတော့ယောနိတော်မနတိကာရနော်အဲ့ဒီမှာအခြေခံကဘာတော့ကံကံရဲ့အကျိုးပေါ့ဟုတ်လားငါကောင်းတဲ့အကျိုးရလဒ်ကိုရဖို့အတွက်မကောင်းတာတွေနဲ့ပုံဖော်လို့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးပေါ့ဟုတ်လားအဲ့ဒါကသူများရဲ့အပေါ်မှာမှားမဲ့အမှားမျိုးကိုတခါတည်းမဖြစ်သွားတာတော့ထိမ့်သိမ့်ပြီးသားဖြစ်သွားတာသူများပေါ်မှာမှားမှာဘယ်သူမှားမှာလို့ဆိုကိုမှားမှာနော်ကိုမှားရင်ဒုက္ခကဘယ်သူဖြစ်မှာတော့ကိုပဲဖြစ်မှာဒါကြောင့်အခြေခံယောနိတော်မနတိကာရအဲ့ဒါကိုဘုံဘုံတို့နော်တကယ်ကိုအရေးပါတဲ့တရားတစ်ခုအနေနဲ့နားလည်ထားနော်ကံကံရဲ့အကျိုးကိုသိတာမြင်တာအဲ့ဒီအမြင်လေးနဲ့ဘဝမှာနော်ပြောဆိုနေနိုင်ဖို့ဆက်ဆံကြဖို့အလွန်မှအရေးကြီးတယ်ဟုတ်လားအစင်းမြင့်ယောနိတော်မနတိကာရဘယ်နှမျိုးတော့၄မျိုးအဲ့ဒါကအနိစ္စဒုက္ခအနတ္တအတုပမှတ်မိပြီနော်အနိစ္စကိုမြင်တာဒုက္ခကိုမြင်တာအနတ္တကိုမြင်တာမတင့်တယ်မှုအတုပသဘောကိုမြင်တာအဲ့ဒါတွေကစိတ်ကိုဆုံးမတဲ့လက်နက်ပဲနော်စင်ကိုဆုံးမဖို့အတွက်ချွန်းလို့တယ်လို့စိတ်ကိုဆုံးမဖို့အတွက်ယောနိတော်မနတိကာရလို့တယ်ယောနိတော်မနတိကာရဘယ်နှမျိုးတော့၅မျိုးကံကံရဲ့အကျိုးကိုသိချင်းမြင်ချင်းသည်စိတ်ကိုဆုံးမဖို့တဲ့လက်နက်ပဲဒါကိုစိတ်တွေဆိုးမယ်ကြံလာရင်အဲ့ဒါလေးကိုဖြတ်ခနဲ့အမှတ်ရကြည့်လိုက်ငါစိတ်ဥမှမွေးလို့မရဘူးမလုံနဲ့ဘလောက်လှုပ်ချင်မလုံနဲ့ဘလောက်ပြောချင်မပြောနဲ့ဒီစိတ်မျိုးမထားနဲ့လို့ကိုဘာလုပ်တာတော့ဆုံးမတာလွယ်ကူသွားမှာနော်အဲ့ဒီဥစ္စာကဒါကြောင့်ကံကံရဲ့အကျိုးဒါလေးကိုဘုံဘုံတို့ကလက်စုပ်လက်ကင်ထားရမယ်ဒီအတိကလေးကိုအခြေခံဆိုတဲ့အတိုင်းတကယ်အရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ပြီးမှအစင်းမြင့်နဲ့ဘုံဘုံတို့ဆက်ပြီးတော့သွားမှာအစင်းမြင့်ရပါတော့အနေစာဒုက္ခအနတ္တအတုပအဲ့ဒီဟာတွေကိုသိမြင်နားလေတာအလွန်အစင်းမြင့်တဲ့ယောနိတော်မနတိကာရစိတ်ကိုအနိုင်ရဖို့အတွက်အလွန်မှနော်အစွမ်းထက်တဲ့လက်နက်တွေလို့နားလေရမှာဟုတ်လားဒါကြောင့်ရန်သူတသန်းကိုအနိုင်ရတာတဲ့နော်ကိုယ်စိတ်ကလေးကိုအနိုင်ရတာကနော်တစ်ချိန်တစ်ခါမျှလို့တောင်ထည့်ထားနော်မြတ်စွာဘုရားဟုတ်လားအချိန်ချင်းအနိုင်ရမယ်ဆိုရင်တော့ပြောဝယ်ရမရှိဘူးနော်တစ်ချိန်တစ်ခါမျှအနိုင်ရမယ်ဆိုရင်တော့ဒါဟာနော်အောင်သူတကာထဲမှာသူ့ရဲ့အောင်မြင်မှုဟာအမြင့်မြတ်ဆုံးအောင်မြင်မှုပဲလို့မြတ်စွာဘုရားအဲ့လိုဟောတာဟုတ်လားအဲ့တော့ဂါထာလေးနှစ်ပုဒ်ပေါ့ပါဘုံဘုံတို့ဘဝမှာတကယ်လည်းပဲလက်တွေ့ကြတဲ့အသုံးချလို့ရမယ်အစုံအမလေးတွေလို့အဆိုနိုင်မို့လားစကားမပြောဘဲနေကြတာမဟုတ်ဘူးနားမထောင်ပဲလည်းနေကြတာမဟုတ်ဘူးနော်ပြောကြမယ်နားထောင်ကြမယ်ဆိုရင်ဘယ်ပေတံလေးနဲ့တိုင်းပြီးတော့ပြောဖို့နားထောင်ဖို့လိုမလဲနှလုံးစိတ်ဝမ်းကိုငြိမ်းအေးစေတဲ့စကားမျိုးဟုတ်ရဲ့လားဒါပဲနော်သူများရဲ့နှလုံးစိတ်ဝမ်းကိုပူလောင်သွားစေမယ့်စကားမျိုးမပြောပြအောင်ကြိုးစားရမယ်ကိုယ့်ရဲ့စိတ်နှလုံးကိုပူလောင်သွားစေမယ့်စကားမျိုးကိုလည်းနားမထောင်ပြအောင်ကြိုးစားသင့်တယ်ပေါ့ဟုတ်လားဒါကစကားနဲ့ပတ်သက်ပြီးတော့နော်နောက်အနိုင်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကိုအနိုင်ရအောင်ကြိုးပမ်းအထောက်ရမယ်ကိုယ်စိတ်ကိုဗာနဲ့အနိုင်ရအောင်ဘယ်လက်နက်ကိုအသုံးပြုပြီးတော့အနိုင်ရအောင်ကြိုးစားမလဲယောနိတော်မနတိကာရယောနိတော်မနတိကာရဘယ်နှမျိုးတော့၅မျိုးအခြေခံကကံရဲ့ကျိုးကိုသိမြင်နားလည်မှုအစင်းမြင့်ကအနိစ္စဒုက္ခအနတ္တအတုပကိုသိမြင်နားလည်မှုဟုတ်လားဒီသိမြင်နားလည်မှုတွေအားကောင်းအောင်လေ့ကျင့်ပြီးတော့အဲ့ဒီသိထားတဲ့မြင်ထားတဲ့ဒီအသိအမြင်ကလေးတွေနဲ့ဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမှာတော့ဆိုးမေကြံလာလို့ရှိရင်ထိန်းနိုင်သိမ့်နိုင်ဖို့ကြိုးစားကြရမယ်ဒါပြောတာဟုတ်လားဒါဘုန်းတို့ဒါတစ်ချိန်လုံးကအမျက်ဆုံးစကားနဲ့အမျက်ဆုံးအောင်နိုင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီတရားလေးကို3-4ခါလောက်ဟောထားတာရှိပါတယ်ဟုတ်လားကုန္ဒလကီတိဆိုပြီးတော့လည်းပဲလှည့်ကူတရားစကားတွေမှာလည်းဟောဖို့ပါတယ်တော့အခုပြောတာလည်းပဲတစ်မျိုးပေါ့နော်အခုကတော့ဘုန်းတို့ဧကန္တာမကိန်းနဲ့တရားနည်းနည်းရှည်သွားတယ်ဟုတ်လားတခုသောတရားဆိုတာဘာလဲဆိုတာဟုတ်လားဒါလေးတော့ဘုသူတ္တသိကြရတယ်ပေါ့နော်အဲ့တော့ဘုန်းတို့တဏှာကြီးလဲ
ထိုးပါပြီနော်တော့ဒီကနေ့နော်ကုန္ဒလကေတီထေရီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဂါထာတော်နှစ်ပုဒ်နော်အကောင်းဆုံးစကားကိုပြောဆိုနိုင်ဖို့အကောင်းဆုံးစကားကိုနားထောင်နိုင်ဖို့အကောင်းဆုံးအောင်နိုင်ခြင်းဖြင့်အောင်နိုင်ကြဖို့အကောင်းဆုံးအောင်မြင်မှုဖြင့်အောင်မြင်နိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နာယူခဲ့ရတယ်တရားနာယူခြင်းမှာလည်းများစွာသောကုသိုလ်ကောင်းမှုတွေဖြစ်ပေါ်ခွင့်ရကြတယ်ဟုတ်လားဤကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း